Okay အဲ့ဆိုကျွန်တော်စလိုက်အောင်ဗျာဒါတော့စကားတွေကိုအရင်ကဖတ်မြပြောတဲ့ PK dialogue အစီအစဉ်ပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်ရုပ်ဝတ္ထုပစ္စည်းတွေကအလင်းအမြန်ကိုတိုးတက်လာပြီးတော့အရာရာကိုတက်တောင့်တက်တာနဲ့ကျွန်တော်နေထိုင်သွားလာစားတောက်နိုင်ခဲ့ကြပါတယ်နေရာတကာမှာပျော်စရာတွေအပန်းဖြေစရာတွေဖျော်ဖြေကြီးတွေဇင်ခံပစ္စည်းတွေနဲ့အားလုံးကလိုက်မမီတော့အောင်ကိုကျွန်တော်ရှိနေရတဲ့ခေတ်ကြီးဖြစ်တယ်ပေါ့နော်ဒါပေမဲ့သိတဲ့အတိုင်းပဲတစ်ဖက်မှာတော့စိတ်ပိုင်းဆိုင်ရာအဆင့်အတန်းတွေကကျွန်တော်တို့ဖြည်းဖြည်းကျဆင်းလာတာကိုလည်းအားလုံးလက်ခံပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ပိုင်းဆိုင်ရာအဆင့်တန်းကျဆင်းလာတော့ကျွန်တော်ကြည့်မယ်ဆိုရင်တနေ့ suicide လုပ်သူဘောင်းဟာကျွန်တော် Google ခောက်လိုက်မယ်ဆိုရင်မိမအောဖို့ကောင်းတဲ့ကနန်းနဲ့ကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်ဆိုတော့စိတ်ကျန်းမာရေးအတိုင်းပင်ကန်နေကျွန်တော် psychiatrist တွေဆိုတာလည်းနေရာတကာမှာကျွန်တော်တို့တွေ့လာကြတယ်စိတ်ကျန်းမာရေးစိတ်ပျော်ရွှင်တဲ့နည်းလမ်းအကောင်းမြင်စိတ်မွေးဖို့အကြံပေးချက်တွေသင်တန်းတွေစာအုပ်တွေဆိုတာလည်းကျွန်တော်ရောင်းအကောင်းဆုံးနဲ့ဝယ်လို့အများဆုံးပစ္စည်းတွေဒီနေ့ခေတ်မှာဖြစ်လာကြတာဆိုတာလည်းကျွန်တော်တို့တတိထားစီရပါမယ်ကျွန်တော်တို့ရုပ်ဝတ္ထုပစ္စည်းတွေတိုးတက်လာတယ်ဇင်ခံပစ္စည်းတွေတိုးတက်လာတယ်အပန်းဖြေစရာနေရာတွေတိုးတက်လာတယ်ဆိုပေမဲ့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းမှုစိတ်ပိုင်းဆိုင်ရာတိုးတက်လာမှုစိတ်သက်အဆင့်တန်းမြင့်တက်လာမှုတဖြည်းဖြည်းရွတ်လာတဲ့အတွက်လူတွေကဒီဟာကိုစိတ်ငြိမ်းချမ်းဖို့စိတ်ကလေးတည်ငြိမ်ဖို့စိတ်ချမ်းသာဖို့အတွက်ကျွန်တော်တို့လိုက်လံရှာဖွေကြတယ်ဆိုတော့ကျွန်တော်ညင်းလို့မရပါဘူးဒီနေ့ခေတ်စာအုပ်တွေသင်တန်းတွေမှာဆိုရင်လည်းအရှိတိုင်းတဒနာအယူဆတွေကိုအနောက်တိုင်းစိတ်ပညာလူမှုရေးသိပ္ပံမနုဿဗေဒစတဲ့တုန်းနဲ့ချိန်ထိုးပြီးတော့ကျွန်တော်တို့ minimalism တို့ကျွန်တော်တို့ slow lifestyle manifestation တို့ mindfulness တို့စသဖြင့်ဒီလိုစကားလုံးတွေကလည်းကျွန်တော်တို့လူမှုဘဝပတ်ဝန်းကျင်တွေမှာတွင်တွင်ကြဲကြဲကိုကျွန်တော်တို့တွေ့လာရတယ်ခေတ်စားလာကြပါဒီနေ့ခေတ်စားလာတဲ့အယူဆတွေထဲမှာကျွန်တော်တို့စိတ်ဝင်စားရှိစေတာကတော့ love yourself ဆိုတဲ့အယူဆပဲဗျမိမိကိုယ်ကိုချစ်ခင်စောင့်ရှောက်ခြင်းလိုပဲဆိုရမှာပေါ့ဗျာဒီသဘောတရားကတော့ဒီနေ့ social media တွေမှာမိမိကိုယ်ကိုထည့်သူတစ်ပါးတွေအကြောင်းသူတစ်ပါးတွေရဲ့အကြိုက်အခုခေတ်စားနေတဲ့ trendy ဖြစ်တဲ့အရာတွေကိုပိုစိတ်ဝင်စားနေကြတယ်လို့ဆိုကြပါတယ်ကျွန်တော်ဒီလိုနဲ့ပဲတငယ်ချင်းတွေကနိုင်ငံခြားသွားကြပြီဆိုဟာငါလည်းနိုင်ငံခြားသွားနေကောင်းမလားငါတရားထင်မြန်မာပြည်မှာကြံခဲ့ပြီငါဘယ်လိုလုပ်ရမလဲငါအဆင်ပြေပါမလားဒါမှမဟုတ်ဟိုတငယ်ချင်းကလည်းနေတစ်ခုမှသွားပြီးစီးပွားရေးလုပ်တာတအားတတိဖြစ်သွားတယ်အောင်မြင်သွားတယ်ဆိုဟာငါဒီတငယ်ချင်းတို့လုပ်ရမလားစီးပွားရေးပဲစလုပ်ရတော့မလားစသဖြင့်ကျွန်တော်တို့ကဘာဆက်လို့လုပ်ရမှန်းမသိအောင်တစ်ခါလေးကြာရင်ကျွန်တော်နေ့စဉ်ဘွားတွေကဖြစ်တယ်ကြပါခါလေးကြာလိုက် iPhone နဲ့အတင်ထွက်လာတယ်ဟာငါဘယ်သူမှမကန်ခင်ငါဥအောင်ကန်မှဆိုရယ်စတဲ့ဟာမျိုးတွေကလည်းရှိသေးတာပဲတစ်ခါတည်းကြတော့လေကျွန်တော်တို့social media တွေမှာတကယ်ချင်းခီးထွက်ပြီးတာယာနေပါလားဟာဒီကောင်ကတော်တော်ချမ်းသာနေပါလားအမေဒီကောင်ကကြတော့ဘွဲတွေပါလေရသွားပြီကောင်းလိုက်တာငါတော့ဘာမှမဖြစ်ဘူးစသဖြင့်ကျွန်တော်တို့ကနှိုင်းယှဉ်မိကြတယ်နောက်တစ်မျိုးကကြတော့လေဟာငါကောင်မလေးအခုတော့အချိုးလေးပြောင်းနေတယ်ငါ့ကိုမချစ်တော့တာလားအစ်စ်များတွေ့နေလားဒုက္ခပါပဲငါဆက်နေစုပြီးတော့သူ့အကြိုက်ပစ္စည်းတွေငါဝယ်ပေးအောင်ပါပဲနောက်တစ်မျိုးကကြတော့လေကျွန်တော်ရုံးမှာကြအထက်တူကြီးကငါ့ကိုတိတ်မကြည့်ဘူးငါ့ကိုတိတ်မကြည့်ဘူးနဲ့ထူတယ်ငါ့ကိုညွန်ညင်နေတာများလားတူထင်ကြည့်အောင်တော့ငါဒီနေ့အစည်းအဝေးမှာထပြီးဖြည့်ဖြန်းပြီးတော့တူထင်ကြည့်အောင်တကွက်ကွက်လာ for sure လုပ်လိုက်အောင်ပဲစသဖြင့်ကျွန်တော်တို့ကမပြီးဆုံးနိုင်တော့အရာတွေနဲ့ကိုကြီးမဆိုင်ဘူးသူများအထင်ကြီးအောင်သူများနဲ့အဆင်ပြေအောင်သူများအကြိုက်ဒီစီးဆင်းနေတဲ့ခေတ်ကာလကြီးမှာကျွန်တော်တို့ခင်မိအောင်လှုပ်ဆောင်နေရတာလေခါနေကျွန်တော်တို့ပင်ပန်းနေပေါ့နော်ပင်ပန်းရပါတယ်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းငါဘာလုပ်ချင်တာလဲဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲဆိုတော့တစ်ခါလေးကြာရင်ကျွန်တော်တို့စဉ်းစားမိတော့ပါဘူးဒီတော့အကြံပေးချက်တွေကကိုယ်စိတ်ကို mindfulness ဗုဒ္ဓဝါဒအရာဆိုရင်တော့တတိနဲ့စောင့်ကြည့်ပါငါဘာဖြစ်နေရလဲဆိုတာကြည့်ပါငါဘာဖြစ်ချင်နေရလဲကိုစဉ်းစားပါကိုယ့်ရဲ့အရေးချင်းတွေကိုယ့်ရဲ့personal development တွေကိုတိုးတက်အောင်လုပ်ပါအရေးချင်းတွေကိုတိုးတက်အောင်လုပ်ပါကိုယ့်ကိုယ်ကျန်းမာအောင်နေပါကိုလှအောင်ကိုဝါသနာပါရာတွေလုပ်ပြီးတော့စိတ်ပြေအောင်လုပ်ပါဆိုတဲ့အကြံပေးချက်တွေကဒီနေ့ဆိုရင်တော်တော်လေးကိုကြဲကြဲပြန့်ပြန့်စိတ်ပညာစိတ်ပျော်ရွှင်အောင်နေနည်းစိတ်တက်ကြနေတာကိုပြန်လည်ဖြည့်ဆည်းနည်းစသဖြင့်တော်တော်များများကြဲကြဲပြန့်ပြန့်တွေ့လာရတဲ့အကြံပေးချက်တွေဖြစ်ပါတယ်ဒီလိုသာနေမယ်ဆိုရင်ကိုယ့်ကိုယုံကြည်မှုရှိလာပြီးကိုယ့်နောက်ကိုသူများတွေကလိုက်လာမယ်ကိုလည်းလေးစားမယ်တပားသူတွေရဲ့ပြစ်တင်ဝေဖန်တာတွေကိုနားမထောင်တော့ဘဲနဲ့အဓိကကတော့ကိုစိတ်မဆင်းရဲပဲပျော်ရွှင်အောင်နေဖို့အတွက်အရေးတကြီးဆုံးမထားကြတယ်အကြံပေးလာကြတယ်တွန်းတင်လာကြတယ်ဒီယူဆကလည်းယနေ့ခေတ်ကျွန်တော်တို့ကြုံတွေ့နေရတဲ့အလွန်အမင်းသတင်းအချက်လက်စီးဆင်းခြင်းပြဿနာ information inflation problems ကနေ toxic achievement culture toxic achievement problem အစိတ်တက်ဆုလက်ပြဿနာပေါ့နော်ဒီပြဿနာတွေကိုကိုအာယုံစိုက်ပြီးဖြည့်ရှင်းခြင်းနဲ့ဖြည့်ရှင်းလိုက်တာလို့ပဲပြောရမှာပါပဲဗျအစိတ်တက်ဆုလက်ပြဿနာဆိုတာကျွန်တော်တို့နေ့စဉ်ဘဝမှာတစ်ခုခု achievement လေးမှာတစ်ခုခုအောင်မြင်တိုးတက်မှုလေးမှာဘွဲ့လေးမှာ trophy လေးမှာမရဘူးဆိုရင်ကိုငါတော်တော်ညံ့နေပြီလားငါဘာရည်ချင်းမှမရှိဘူးလားစသဖြင့်ကျွန်တော်တို့အကြောင်းအကျိုးဆက်ဆက်မှု
the body က cause and effect မှာဆိုရင်ကျွန်တော်တို့က causes ကိုတက်နိုင်သမျှလှုပ်ခြင်းအကျိုးအကြောင်းတရားတွေနဲ့အကြောင်းတရားဘက်ကနေတက်ဆွမ်းသမျှကြိုးစားခြင်းဘက်ကိုအာရုံမစိုက်ဖ ೇನೆ ရလာတဲ့ရလက် result ကောင်းကျိုးချမ်းသာရရှိမှုဆောင်ပွဲရဲ့အမှတ်ဘွဲ့စသဖြင့်ဒီ body မှာအထူးအာရုံစိုက်လာတဲ့ကိစ္စကိုကျွန်တော်တို့ကိုအာရုံစိုက်ပြီးကိုဘာလိုချင်တာလဲကိုဘာဖြစ်ချင်တာလဲစသဖြင့်အဲ့ဒါလေးကိုတဖြည်းဖြည်းချင်းအာရုံစိုက်သွားခြင်းနဲ့ဖြည့်ရှင်းကြတာလို့ပဲပြောရမှာပါပဲကျွန်တော်တို့ power mind game ပေါ့နော် power mind game တို့ leadership တို့စတဲ့ပညာရပ်တွေနိဗျူဟာတွေမှာလေကိုအာရုံစိုက်ပြီးကိုလုပ်ချင်တာတွေကိုချမှတ်ကိုချမှတ်ထားတာတွေကို self discipline ပေါ့နော်ကိုစီကံကိုချမှတ်ထားပြီးတော့အဲ့ဒါကိုလိုက်နာခြင်းအားဖြင့်ကို self esteem တွေရလာမယ် self respect တွေရှိလာမယ်ဆိုရင်တခြားသူတွေကလည်းကိုပြောသမျှကိုလုပ်သမျှနောက်တွေကိုလိုက်လာမှာပဲပေါ့ဥပမာအရက်ဆိုင်သွားခြင်းနဲ့ဆိုရင်ဘယ်သူမှမခေါ်တယောက်တည်းသွားမယ်မသွားခြင်းဘူးဆိုရင်လည်းဘယ်တငယ်ချင်းမှလာခေါ်အာမနာကျွန်တော်မလိုက်နိုင်ကျွန်တော်မအားခမရလို့ပြောတော့တာမျိုးဆိုရင်ဒါ self respect ရှိတယ်ပေါ့အဲ့လိုနေနဲ့ကိုယ့်ကို confident နေရှိလာမယ်ကိုနေစဉ်ဘဝကိစ္စတော်တော်များများမှာလည်းပြီးမြောက်အောင်မြင်လာမယ်လို့ကျွန်တော်တို့ဆိုကြပါတယ်ကိုပိုင်ဝင်ခြင်းလူတွေကလည်းဒီကောင်သွားမလို့နဲ့ဒီကောင်သူစီကန်းနဲ့သူနေတာဆိုပြီးစတဲ့အထင်ကြီးလေးစားခံရရှိမယ်ပေါ့ဗျာဒီတစ်ချက်ကိုကျွန်တော်တို့ပံ့ပိုးပေးတဲ့အရာတော့ Mark Manson မြန်မာပြည်မှာတော့ဆရာချမ်းမြေဝင်ရေးတဲ့ View မဆိုင်ခြင်းအမှုပညာစာအုပ်မှာကျွန်တော်တို့အုံနောက်တွေဟာဘယ်သူမဆိုငယ်စဉ်ဘဝတွေကတင်ကြားလာတဲ့တင်ကြားမှုတွေဘဝအတွေ့အကြုံတွေနဲ့တနေ့ကိုပြဿနာအခုတရားလောက်ကျွန်တော်တို့ကဖြေရှင်းနိုင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့နေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့ပြဿနာတွေကတနေ့ကိုသိန်းကနန်းတောင်းကနန်းသိန်းကနန်းချီပြီးတော့ကိုရှိတဲ့ပြဿနာတွေကိုကျွန်တော်နေ့စဉ်ဘဝမှာကြုံတွေ့နေရတယ်ဥပမာမနေ့ဘာဝေးရမလဲမနေ့ခင်ဘာစားရမလဲ healthy food ဖြစ်ရလားနောက်ပြီးတော့ကျွန်တော်တို့တနေ့ဗျာအဲ့လိုဘာဝေးရမယ်ဘာစားရမယ်အစဘာဖုန်းဝယ်ရမယ်အလဲဘယ်ကုမ္ပဏီမှာဘယ်သူနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ရမယ်ဘယ်လိုဆုံးဖြတ်ရမယ်အဆုံးပေါ့နော်ကျွန်တော်တို့ကနေ့စဉ်နဲ့အမျှရွေးချယ်စရာတွေအဆုံးဖြတ်တွေဖြည့်ရှင်းနေရတဲ့ပြဿနာတွေကျွန်တော်တို့တနေ့မနှဲမနှောပါပဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ယုံကြည်ချက်ရှိဖြည့်ရှင်းပြီးနေနိုင်အောင်ပြဿနာတွေကိုရွေးချယ်တတ်ဖို့လိုပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ကဘယ်ပြဿနာကိုရွေးချယ်ပြီးဖြည့်ရှင်းမလဲအခုသိန်းကနန်းတောင်းကနန်းရှိတဲ့ဒီပြဿနာတွေအကုန်လုံးကိုကျွန်တော်တို့ညံ့ရင်လည်းမဖြည့်ရှင်းနိုင်ပါဘူး100လောက်ပဲဖြည့်ရှင်းနိုင်တယ်ဆိုတော့100လောက်ဖြည့်ရှင်းနိုင်ဘယ်အခု100ကိုတခြားရွေးချယ်ပြီးဖြည့်ရှင်းမလဲဆိုတာကျွန်တော်တို့ဘဝရဲ့လှုပ်ဝက်ချက်ဖြစ်လာနိုင်ပါတယ်လို့ပြုံးဆိုင်ခြင်းအမှုပညာမှာဆိုခဲ့ပါတယ်ဒါဒီတင်နေတခြားကိုမဖြည့်ရှင်းနိုင်တဲ့ပြဿနာတွေကိုလှုပ်ချဂရုမစိုက်ပဲနေပြီးကိုဖြည့်ရှင်းနိုင်တဲ့ပြဿနာအခု100ကိုရွေးချယ်တတ်ခြင်းဟာဆိုင်ခြင်းအမှုပညာရဲ့အနှစ်သာရဖြစ်ပါတယ်ကိုအတွက်အဲ့လိုရွေးချယ်တဲ့နေရာမှာအချက်3ချက်ကိုသူကစာရေးဆရာရှင်းပြထားပါတယ်။ဘာလဲဆိုတော့နံပါတ်1ကကိုယ့်အတွက်အရေးလေးကြည့်ရမယ်အကျိုးလေးရှိရမယ်။နံပါတ်1အရေးလေးကြည့်ရမယ်အကျိုးလေးရှိရမယ်။ပြီးတော့နံပါတ်2ကကိုယ်လည်းဖြည့်ရှင်းနိုင်တဲ့ပြဿနာဖြစ်ရမယ်။နံပါတ်3ကကိုယ်လည်းတကယ်ဖြည့်ရှင်းနိုင်လို့ပျော်ရွှင်သွားမယ်။ကိုယ်လည်းတကယ်ဖြည့်ရှင်းနိုင်တဲ့ပြဿနာမျိုးဖြစ်ရမယ်။ဒါဆိုရင်အဲ့အချက်3ချက်ကိုမူတည်ပြီးကျွန်တော်တို့ပြဿနာအခုတရားကိုရွေးချယ်နိုင်သွားပြီဆိုရင်ကျွန်တော်တို့အုံနောက်က genius level နဲ့ကျွန်တော်တို့ကစနစ်ကြတဲ့လူ confidence ရှိတဲ့လူဖြစ်လာမယ်ဆိုပြီးတော့ဒီစာအုပ်ကလမ်းညွှန်ထားတာဖြစ်ပါတယ်ဒီတော့ဆိုလိုချင်တာကဗျာ love yourself အယူဆောင်အသုံးချပြီးတော့ကိုယ့်အကြောင်းကိုသိအောင်လုပ်မယ်ကိုယ့်အတွက်အရေးကြီးတာကိုယ့်အတွက်အဆင်ပြေမဲ့အရာတွေကိုရွေးချယ်ပေးမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်တဲ့ဘဝမှာစိတ်ညစ်နေတာစိတ်တက်ကြတာစတဲ့စိတ်ကျန်းမာရေးအခြေအနေတွေကောင်းမွန်လာပြီးတော့လူအတိုင်းဝိုင်းကြားထဲမှာ confidence ရှိတယ်ကိုယုံကြည်မှုရှိတဲ့သူဖြစ်လာမယ်လို့ဆိုရမှာပါပဲကိုချစ်ခင်မယ်ကိုအာယူဆိုင်မယ်ဆိုရင် confidence တွေရှိလာပြီးလူတွေကကိုယ့်နောက်ကိုလိုက်လာမယ်လေးစားကြမယ်ဆိုတော့တကယ်ဗျဒါကျွန်တော်တို့ဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်လည်းအရေးကြီးဆုံးအချက်တစ်ချက်အနေနဲ့ပါဝင်ပါတယ်။ဒါပေမဲ့လူဖွဲ့စည်းထဲမှာလူတော်တော်များများကကျွန်တော်အမြင်မှာဆိုရင်စိတ်ခွန်အားနည်းပါးတဲ့သူတွေများကြပါတယ်။တမိုင်းတစ်လျှောက်ခေတ်အဆက်ဆက်မှာစိတ်ခွန်အားကြီးမားတဲ့ခေါင်းဆောင်တွေပေါ်လာရင်အားလုံးကစုပြုံပြီးတော့ဘုရားသခင်တပွဲကိုယ်ွယ်ကြတော့တာပဲဗျ။အဲ့ဒီခေါင်းဆောင်ဟာ Jesus လိုမြတ်တာတရားနဲ့ခွင့်လွှတ်ခြင်းအနစ်နာခံခြင်းကိုသင်ကြားပေးတဲ့လူဗုဒ္ဓလိုလောကသဘာဝနဲ့အမှန်တရားဖြစ်တဲ့သစ္စာ၄ပါးကိုဟောကြားပေးခဲ့တဲ့သူFlorence Nightingale လို့နာကျင်နေသူတွေကိုဂရုဏာတရားနဲ့စောင့်ရှောက်ပေးတဲ့သူတို့ဆိုရင်တော့အကြောင်းမဟုတ်ဘူးပေါ့ဗျာရှေ့ကနေ confidence ရှိဦးဆောင်နေပြီးကျွန်တော်တို့နောက်ကလိုက်မိနေတဲ့ခေါင်းဆောင်ကတခြားသူမဟုတ်ပဲဟစ်တလာဖြစ်နေမယ်ဆိုရင်တော့ဂျူးလူမျိုး2သိန်းကျော်တက်ပြီးတော့ဥရောပတခွင်စစ်မီးဟုံးတောက်စေခဲ့တဲ့သူတယောက်ဖြစ်နေမယ်ကျွန်တော်တို့ကိုယ်နှိုက်ကလည်းဥရောပတခွင်မှာစစ်မီးဟုံးတောက်စေခဲ့တဲ့လူတွေတဲ့အဖွဲ့တွေကတယောက်ဖြစ်နေမှာပေါ့ဗျာကိုယ့်ဟာကိုယုံကြည်ချက်ရှိတဲ့လူတွေကိုယ့်ဟာကိုယုံကြည်ချက်အားကောင်းတဲ့လူတွေဘယ်လောက်တောင်လွှမ်းမိုးနိုင်တယ်လဲဆိုရင်1980ဝန်းကျင်ကာလတုန်းကဘာသာရေးခေါင်းဆောင် Jim Jones ရဲ့စီစဉ်ပေးမှုနဲ့လူပေါင်း900ကျော်ဟာစာရန်နဲ့အစိတ်သွတ်ထားတဲ့မြေရောက်ရထားတွေကိုဝင်ပြီးတော့ကိုယ်တိုင်ရောကိုသားသမီးတွေရောကိုမိဘတွေရောခေါ်သွားပြီးတော့ suicide လုပ်ခဲ့ကြတယ်ပေါ့နော်က
ကလင်းငယ်ပေါင်း300ကျော်လောက်ကလည်းသူတို့မိဘတွေကစွတ်တီကိုခေါ်သွားတာနဲ့ပါသွားခဲ့ကြရတယ်ဒါကိုကြည့်ချင်းအပြင်တစ်ခါလေကျတော့လေ confidence ရှိတယ်ငါဥဆောင်မယ်ငါမှန်တယ်ဆိုတော့သွားတဲ့လူတွေကမှန်တယ်ခေါင်းဆောင်စိတ်တဲ့ရှိတယ် attractive ဖြစ်တယ်တခြားလူတွေကိုညှို့ငှင်နိုင်တယ်ဆိုပေမဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ကိုကျင့်တရားကိုကျင့်သိက္ခာတေချာကိုဘယ်လမ်းကိုသွားမယ်ဘယ်လိုသွားမယ်ဆိုတာကိုစနစ်တကျစဉ်းစားမထားရင်တော့လူအတိုင်းဝိုင်းအတွက်ပြဿနာတစ်ခုတော့ရှိရဗျဒီညမှာဒီလိုပြောနိုင်ပါတယ်ဒါတော့နှစ်တရာမှာတယောက်ပေါ်တာကွာငါတို့ကကိုနေ့စဉ်ဘွားလေးမှာကိုလောက်ရမယ့်အလုပ်ငန်းခွင်ကိုလောက်ရမယ့်လှုပ်ရှားတဲ့နေရာတွေမှာ confidence ရှိယုံကြည်ချက်ရှိနေဖို့လိုတယ်လေကွာဆိုရင်တော့မှန်ပါတယ်လိုပါတယ်လူက confidence မရှိရင်စကားတစ်လုံးတော့မပြောနိုင်ပါဘူးစကားတစ်လုံးတော့စပြောဖို့ခက်ပြီးတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာတော်တော်ကိုကွာဒီကွာကြနိုင်တဲ့လူတယောက်ဖြစ်နေမှာပါပဲ confidence တို့ self love တို့လိုအပ်တာမှန်ပေမဲ့ကိုယုံကြည်ချက်ကိုဘာကိုယုံကြည်ရလဲဆိုတော့ကျွန်တော်စဉ်းစားရမယ်လို့တော့ကျွန်တော်ထင်ပါတယ် confidence ဆိုတာတကယ်တော့အကြောင်းနဲ့အကျိုးဆက်ဆက်မှုစဉ်းစားခြင်း cause and effect logic နဲ့စဉ်းစားမယ်ဆိုရင်တော့ confidence ဆိုတာရလက်အကျိုးဖြစ်ပါတယ်။ဘာရဲ့ရလက်အကျိုးလဲဆိုရင်ဘယ်အကြောင်းတွေရဲ့ရလက်အကျိုးလဲဆိုရင်ပြင်ဆင်မှုလေ့ကျင့်မှုစင်ကြင်သုံးသပ်မှုတနည်းအားဖြင့်ကိုယ်ပိုင်အတိအမြင်နဲ့ချမှတ်ထားတဲ့စီကံတွေကိုကိုယ်တိုင်လိုက်နာလှုပ်ဆောင်မှုလို့ပဲကျွန်တော်တို့အကြံဉာဏ်အားဖြင့်ပြောလို့ရပါတယ်ခင်ဗျ။ဥပမာseminar တစ်ခုမှာခင်ဗျာ presentation ပေးရမယ်ဆိုပါစို့အဲ့မှာ confidence ရှိနဲ့ကျွန်တော်တို့ပြောချင်တယ် confidence ရှိနဲ့ presentation ပေးချင်တယ်ဆိုရင်ခင်ဗျာလုပ်ရမယ့်အရာတွေကတော့ကြိုတင်ပြင်ဆင်ခြင်းနဲ့ကြိုတင်လေ့ကျင့်ခြင်းပါပဲတနည်းပြောရရင်တော့ကိုတင်ပြဆွေးနွေးမဲ့နံပါတ်1ကိုတင်ပြဆွေးနွေးမဲ့ပုံစံနီးဗျူဟာ strategy ကိုတည်တည်ချာချာအကြိမ်ကြိမ်ပြင်ဆင်လေ့ကျင့်မယ်နံပါတ်2ကိုတင်ပြဆွေးနွေးမဲ့နေရာဘယ်သူတွေကနားထောင်ပါလဲဥမာဘွဲရတွေလားပညာတတ်တွေလားဒါမှမဟုတ်ဒေတာခံကြေးရွာကြီးလက်ကတောင်သူလေသမားဦးကြီးများတွေလားစသဖြင့်ကိုတင်ပြဆွေးနွေးမဲ့နေရာနဲ့နားထောင်မဲ့သူတွေအကြောင်းကြိုတင်သိအောင်မင်းမြန်းစုံစမ်းထားဖို့လိုအပ်ပါတယ်နောက်ပြီးတော့နံပါတ်3ကတော့ကိုတင်ပြမဲ့အကြောင်းအရာကိုနက်သိအောင်လေ့လာထားဖို့လိုပါတယ်ဆိုကိုတင်ပြမဲ့အကြောင်းအရာကိုလည်းနက်သိမယ်ကိုတင်ပြဆွေးနွေးမဲ့ပုံစံဘယ်လို strategy ဘယ်လိုနည်းဗျူဟာလေးနဲ့ကျွန်တော်တို့လူစိတ်ဝင်စားအောင်ပြောမလဲနောက်တစ်ခုကတော့ကိုပြောမဲ့သူတွေရဲ့နားထောင်မဲ့သူတွေဟာဘယ်သူတွေလဲဘယ်နေရာမှာလဲစသဖြင့်ဒီ3ခုကိုပြင်ဆင်ထားမယ်ဆိုရင်ခင်ဗျာpresentation ပေးတဲ့နေရာမှာ seminar လုပ်တဲ့နေရာမှာခင်ဗျာ confidence ရှိနေမှာပဲဘယ်သူမှရိုက်ချလို့မရတော့ဘူးအဲ့နေရာမှာဘာဝယ်စားပဲဝတ်သွားဘလူးဟန်ထားနေပဲနေခမရအစရ humble ဖြစ်တာပဲပြောခမရပုံစံဘာ style နေဘာ hate hand နေမှာလုတ်เสียမလို့ပဲနဲ့ confidence ရှိတဲ့လူတယောက်ဖြစ်နေမှာပဲဗျကျွန်တော်တို့တစ်ခါလေးတွေ့ရမယ်ဗျဘာမှလည်းကြိုတင်ပြင်ဆင်မလာဘူးဒီ presentation လာရင်ဘာမှကြိုကြည့်မလာဘူးဒါပေမဲ့ confidence ဆိုအပြည့်တယ်ဆိုပြီးတော့ဒီအဝတ်စားတွေကိုကြော့ကော့နေအောင်ဝတ်ထားမယ်ပြောဆိုဆွေးနွေးတဲ့အခါကျရင်အခက်စီးကနေပြောမယ်ပွင့်နေပြောရရင်တော့ရိုင်းပြောရရင်တော့ဗျာငါစကားနွားရပြောမယ်တစ်ဖက်လူဖိပြောမယ်ဝေဖန်တဲ့နဲ့အောက်ကနေဝေဖန်မယ်ပြန်ဆွေးမယ်ဆိုရင် hater gonna hate ဆိုတဲ့ရုပ်ရည်နဲ့ဗျာသိတယ်မလားဒီ aggressive ဖြစ်ပြန်လဲပြီးတော့သူတို့ခြေပါတာမျိုးတွေရှိမယ်ဒီနေရာမှာတော်တော်များများတွေ့ရတာကအဲ့လိုဟောပြောသူတွေအဲ့လိုဆွေးနွေးသူတွေကို confidence ရှိတဲ့လူဟာအရင်ဆောင်ရွက်မိုက်တယ်လို့ဆောင်ရွက်အထင်ကြီးစရာကောင်းတယ်လို့ကျွန်တော်တို့မြင်ကြတယ်ဒါကလည်းကျွန်တော်မြင်တာကကျတော့ public speaker တွေ or social influencer တွေရဲ့ပရိသတ်ကိုဆွဲဆောင်တဲ့ or attracted တမျိုးပဲဆွဲဆောင်တမျိုးလို့ပဲကျွန်တော်တို့ထင်တယ်ဒါပေမဲ့တစ်ခါကျရင်အဲ့ဒါ energy ရှိတာကအဲ့ဒါတွေကိုအားကျအတူယူတဲ့လူငယ်တွေကကျွန်တော်တို့ confidence ရှိတယ်ငါတို့ self love နဲ့နေထိုင်တယ်ဘယ်လိုခေါ်မလဲငါတို့ငါ့ကိုယ်ငါချစ်တယ်ငါတို့လောက်တာမှန်တယ်ငါတို့ရောက်ချင်တဲ့ဟာရောက်ကိုရောက်မယ်ဆိုပြီးတော့တစ်ခါလေးကျရင်ဘာမှပြင်ဆင်ထားတာမရှိဘဲနဲ့ဇွတ်တင်ထားတယ်ဇွတ်ကိုယုံကြည်ထားတယ်ဒါပေမဲ့အဓိကငါဘာလုပ်ချင်တာလဲငါကိုယုံကြည်ပဲဟုတ်ပြီငါရဲ့ဘာကိုယုံကြည်တာလဲငါရဲ့အရေးချင်းလားငါရဲ့စိတ်ထားကောင်းမှမဟုတ်လားငါရဲ့စာပေလေးလာနိုင်ဘူးလားဒါမှမဟုတ်ငါရဲ့ဖြတ်ထိုးဉာဏ်လားငါရဲ့စင်ကြင်ုံတရားလားစသဖြင့်အဲ့ဒါသေချာမသိဘူးငါယုံတယ်ငါတော်တယ်ငါတက်တယ်ဆိုပြီးတော့တေးသေးချာချာတိဆောက်ထားတဲ့ confidence မဟုတ်ဘဲနဲ့ဆွဲတင်ထားတဲ့အရန်ကာယုံကြည်ထားတဲ့ confidence နဲ့ဆိုရင်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကဘယ်ဘက်ရောက်သွားလဲဆိုရင်ကျွန်တော်တို့ဒီ delusional confidence မိမိကိုယ်ယုံကြည်ချက်ပုံရိပ်ရောင်နေနဲ့ပဲကျွန်တော်တို့ပြည့်နှက်သွားတတ်တယ်အဲ့လိုနေထိုင်မှုပုံစံနဲ့နေထိုင်တဲ့လူတွေဒီနေ့ကမ္ဘာမှာအများကြီးပဲဆိုတာ social science department University of Zurich ကပေါ့နော်ဆွစ်ဇာလန်နိုင်ငံကသုတေသနစာတမ်းတွေမှာဒါဟောအတိအလင်းနဲ့သတိပေးချက်အနေနဲ့လူမှုရေးသိပ္ပံပညာရေးအနေနဲ့သတိပေးချက်အနေနဲ့ကျွန်တော်တို့ဒီနေ့ထုတ်ပြန်ခဲ့ကြရဗျ
ကိုယ့်ကိုအတင်းဖြစ်ညှိလောက်ယူထားတဲ့ကိုယ့်ကိုယ်ယုံကြည်ချက်ကိုယ့်အကောင်းမြင်စိတ်စသဖြင့်ပေါ့လေဒါပေမဲ့ကိုယ့်ရဲ့ဘာကိုယုံကြည်ရလဲကိုယ့်ရဲ့စိတ်နေသဘောထားလားကိုယ့်ရဲ့အရေးချင်းလားကိုယ့်ရဲ့တွေးခေါ်စုံစမ်းတတ်တဲ့ဉာဏ်လားကိုယ့်ရဲ့ဖြတ်ထိုးဉာဏ်လားကိုယ့်ရဲ့သင်္ချာပညာလားစသဖြင့်ဒါကိုသင်္ချာမသိဘဲနဲ့ဟင်းငါတော်တယ်ငါသိတယ်ငါလုံနိုင်တယ်ဆိုရင်စသဖြင့်အတင်းကာရောဆွဲတင်ထားတဲ့ confidence ကတဖြည်းဖြည်းနဲ့ delusional confidence ဆိုတဲ့ပုံစံဖြစ်ကိုရောက်လာကြတဲ့အခါမှာတော့ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့လူလောကအတွက် energy ရှိတဲ့ပုံစံတွေဖြစ်လာတယ်ပေါ့လေဒါပေမဲ့ဒီနေ့ခေတ်မှာစိတ်တက်ကြတာတွေစိတ်ပူပန်တာတွေစိုးရိမ်စိတ်တွေအားငယ်စိတ်တွေဒီ social media ရဲ့ PR တွေကြောင့်ဒါကိုရေတိုဖြည့်ရှင်းဖို့စီးမွေးတို့အနေနဲ့လောက်ကြတယ်ဆိုပေမဲ့တဖြည်းဖြည်း delusional confidence ဖြစ်လာရင်တော့တော်တော်မကောင်းတဲ့ပုံစံတော်တော် energy များတဲ့လူမှုရေးစရိုက်လက္ခဏာတွေကျွန်တော်တို့တွေ့ရပါတယ်ဥပမာကျွန်တော်တို့ narcissist ပုံစံတွေဖြစ်လာတာ main character syndrome အဓိကဖြစ်တော့အဓိကစက်ကောင်စိတ်ကြီးဝင်ယောဂါပေါ့ငါဒီအဓိကဇက်ကောင်မှာငါဒီဇလန်မှာမင်းသမီးကျန်တဲ့လူတွေကိုတပည့်တွေကိုဇက်ပူဇက်ရန်တွေကိုရဲ့ဒီမင်းကြီးမျိုးကြီးမရတဲ့ထင်ပြီးကိုဘယင်လို့စိတ်ကြီးဝင်လာတဲ့ psychic inflation စိတ်ကြီးဝင်တဲ့ယောဂါတွေကကြောက်စရာအလွန်ကောင်းတဲ့ဒီလူမှုရေးဆိုင်ရာပြဿနာတွေနဲ့ကြုံတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီကိုမိမိကိုယုံကြည်ချက်ပုံရိပ်ရောင်ပေါ့နော် delusional confidence ကလည်းတကယ်တော့ဘာမှမရှိတဲ့ပုံမှာတိဆောက်ထားတာဖြစ်တဲ့အတွက်လေတဲ့ကအိမ်ဆောက်ထားတယ်လို့ပါပဲသဲပုံစီတီဆောက်ထားတယ်လို့ဖြစ်နေပြီးတော့ကျွန်တော်တို့တစ်ခါတည်းမှာ log တဲ့အဖြစ်ပြက်တွေရိုက်ခတ်လာပြီးအခြေအနေတွေရုပ်တရက်တစ်စစ်ချိုးပြောင်းလဲသွားပြီဆိုရင်တော့အဲ့လိုတိဆောက်ထားတဲ့အရာတွေအားလုံးပြိုကျသွားပါတယ်ဒီလိုပြိုကျပြီဆိုရင်တော့ပထမသူတို့ဆွဲတင်ထားတဲ့စိတ်တက်ကြတဲ့နေရာတွေပုံနဲ့ကိုသူတို့စိတ်ကပြုတ်ကျသွားနိုင်ပါတယ်စိတ်တန်ရာတွေရသွားနိုင်ပါတယ်ပေါ့နော်ဆိုတော့ဒီလိုမခိုင်မာပဲတိဆောက်ထားတဲ့ delusional confidence တွေကြောင့်လူတချို့ကဝေဖန်အကြံပေးလာမယ်စေတနာနဲ့လူကြီးသူမတွေဆုံးမပြုပြင်ပေးမယ်ဒါမှမဟုတ်ကိုယ့်တဲ့အရေးချင်းရှိသူတွေကကိုယ့်ကိုလာပြီးပြောပြသွန်သင်ပေးမယ်စသဖြင့်အဲ့ဒါတွေအကုန်လုံးကိုသူကအဝေးမှာနေတယ်ရှောင်ဖယ်တယ်နားမထောင်ဘူးနားပိတ်ထားပြီးတော့လုံးဝမကြားချင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့နေတတ်တဲ့ဇယိုက်လက္ခဏာတွေကဒီနေ့လူငယ်တွေမှာကျွန်တော်တို့တစ်ခါလေးတွေ့လာရပါတယ်ဒီလိုနဲ့နီးပညာတိုးတက်လာတဲ့ခေတ်ရဲ့ရိုက်ခတ်မှုကြောင့်ကြာဆင်းလာတဲ့စိတ်သက်အဆင့်တန်းကိုကူစားဖို့စေးမိတို့ဆန် self love ကိုသုံးချရင်းနဲ့ confidence ကိုတိဆောက်ကြရမှာတိဆောက်ပုံတိဆောက်နီးလန်းမှားယွင်းကြတဲ့အတွက် self love ကနေ selfishness တွေဖြစ်ကုန်တော့တာပါပဲတနည်းပြောရရင်ကိုယ့်အကိုချစ်တယ်ဆိုရာကနေဘိုးရဲကြည့်တဲ့တကူကောင်းဆန်တဲ့စိတ်တွေထွန်းကားလာပြီးတော့အဲ့ဒီကိစ္စအဲ့ဒီနေရာကပဲကျွန်တော်ဆွေးနွေးခြင်းနဲ့ဒုတိယပြဿနာ alone together problem အတူရှင်တွဲအထီးကျန်ခြင်းပြဿနာဆိုတာပေါ်ပေါက်လာတော့တာပဲခင်ဗျာလူမျိုးရေးသိပ္ပံဆိုင်ရာစစ်တမ်းတွေအရမြို့ကြီးပြကြီးပေါ်မှာနေတိုင်းလှုပ်ရှားကြသူတွေကကျေးလက်နေလူတွေထက်ဆိုင်ရင်6ဆ10ဆသူများကိုကူညီဖို့အချိန်ပေးလမ်းညွှန်ဖို့လမ်းသွားလမ်းလာတွေကိုကူညီပေးဖို့မလုပ်ပေးနိုင်ကြတော့ဗျမလုပ်ပေးချင်ကြသလိုမလုပ်ပေးနိုင်ကြတော့ဗျတနည်းပြောရရင်မြို့ပြမှာမိုးလင်းမိုးချုပ်ရုန်းကန်လှုပ်ရှားရင်အတ္တတွေဟာတဖြည်းဖြည်းကြီးလာကြတယ်ပေါ့ဗျာတခြားမပြောပါနဲ့ကျွန်တော်တို့ကဘာပေါ်မှာအလှတန်းရက်ရောတယ်စေတနာတရားကောင်းတယ်ဖော်ရည်ပြူးငားတယ်ရိုင်းမင်းကူညီတတ်ပါတယ်ဆိုတော့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးတဲ့နောက်ဥရောပကုန်တယ်တွေရဲ့ခီးသွွားမှတ်တမ်းတွေမှာမှတ်တမ်းတင်ခံရတဲ့မြန်မာပြည်ဟာအခုရန်ကုန်မြို့မှာဆိုရင်ကိုဘေးအင်ကလူနဲ့မိတ်ဖွဲ့ဖို့တိတ်အချိန်မပေးနိုင်တော့အိမ်တက်ဖိတ်တာအိမ်လေသွားတာလူတစ်ကိုလူဟာကြိုဆိုတာကူညီတာဖေးမာတာစသဖြင့်တစနဲပါလာကြတယ်ဗျမြန်ဆန်လုံးနဲ့ခုခစ်ကိုအမိလိုက်ဖို့ကြိုးစားနေကြရင်လည်းတခြားသူတွေရဲ့အကြောင်းကိုကျွန်တော်တို့အလေးမထားပေးနိုင်ဘူးမကူညီပေးနိုင်တော့ဘူးပေါ့ဒါဖြင့်မင်းခုနကပြောတော့ကျတော့လူတွေကကိုယ့်ဂရုစိုက်ဖို့မေ့နေပြီးတော့တခြားလူတွေကိုပဲဂရုစိုက်နေတယ်ဆိုတဲ့အကြောင်းကျတော့မင်းပြောခဲ့တယ်အခုကျတော့လူတွေကကိုယ့်အင်းနီးနားချင်းတွေခြားသူတွေကိုဂရုမစိုက်ဖ ೇನೆ ကိုယ့်အကြောင်းကိုဂရုစိုက်နေတဲ့ selfishness တွေများတဲ့လူတို့ပြောပြန်ပြီပေါ့နော်မင်းကမျိုးပဲဆိုတဲ့ဟာမျိုးကျွန်တော်ကိုပြန်ပြောနိုင်ပါတယ်အဲ့ဒါကကျွန်တော်ဒီနေရာမှာတစ်ချက်ချင်းပြောပြပါမယ်ပထမလူတွေကကိုယ့်ထဲတဘာသူတွေကိုအာယုံစိုက်နေကြတဲ့ပြဿနာပေါ့နော်ဒီပြဿနာရှိနေတဲ့ဟာကိုဖြေရှင်းကြတယ်လုပ်ကြတယ်ဒါကတခြားသူတွေကိုစိတ်ဝင်စားနေလို့ပဲကျွန်တော်တို့ဘယ်လိုစိတ်အားငယ်တာတွေကိုမိမိကိုအလိုမကျတာတွေဖြစ်လာတာပေါ့အင်းနီနာချင်းတွေကိုအမျိုးဆွေတွေတနေ့ကိုလမ်းလျှောက်သွားရင်းနဲ့ကားစီးရင်နဲ့မှတ်တိုင်မှာကြာပန်းတွေ့ရတဲ့သူတွေကိုကြတော့ကျွန်တော်တို့ကတစ်ခါလေးကြာရင်အလေးမထားမိတော့ပြန်ဘူးဗျအဲ့ဒါဆိုတော့ကျွန်တော်စဉ်းစားရမှာကဒီနေ့ခေတ်လူတွေကဘလို့လူမျိုးတွေကိုအလုံးအကျူးမိမိထဲစိတ်ဝင်စားနေပြီးတော့ဘလို့လူတွေကြတော့လည်းရှိပါတယ်လို့တော့အတိမတ်မပြုတ်နိုင်ပဲမကူညီနိုင်ပဲနဲ့ကျွန်တော်တို့လှစ်လူရှုထားကြတာလေဒါကိုကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်
အဓိကအားဖြင့်ငွေကြေးနဲ့ဂုဏ်ကာတနာနဲ့ပတ်သက်လို့ကိုယ့်ရဲ့စိတ်ထဲမှာခံစားချက်တစ်ခုခုရှိနေတဲ့သူတွေကိုကျွန်တော်တို့အာရုံစိုက်နေမိကြတာပါပဲတနည်းပြောရရင်ကိုယ့်ကိုပုံမှန်ငွေပေးနေတဲ့အလုပ်ကိုယ့်ရဲ့ permanent job company ဒါမှမဟုတ်လည်းဈေးရောက်ရင်ဈေးဆိုင်စသဖြင့်အဲ့အလုပ်ကပတ်သက်နေတဲ့လူတွေရဲ့နောက်တစ်ချက်ကတော့ social media ကလူတွေရဲ့လို့အကြမ်းအားဖြင့်အဲ့နှမျိုးကိုကျွန်တော်တို့အဓိကအားဖြင့်အလွန်အကျူးကျွန်တော်တို့စိတ်ဝင်စားမိတဲ့အာရုံစိုက်နေမိတယ်လို့ပြောရမှာပါကိုယ့်ရဲ့အလုပ်ကကြတော့လစာနဲ့ဂုဏ်တစ်ခုကိုကျွန်တော်တို့ပေးပါတယ်ခုနကကျွန်တော်ပြောခဲ့သလိုငွေကြေးနဲ့ဂုဏ်နဲ့ပတ်သက်လို့ဆိုရင်တော့ကျွန်တော်ကိုယ့်အလုပ်ကျွန်တော်နေ့စဉ်နဲ့လုပ်နေတဲ့အလုပ်ဈေးရောက်တာပဲဖြစ်ဖြစ်ဈေးဆိုင်ဖြစ်ဖြစ်ကုမ္ပဏီဖြစ်ဖြစ်ဝန်ထမ်းဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အဲ့အလုပ်ကကျွန်တော်တို့လစာနဲ့ဂုဏ်နဲ့ကိုပေးပါတယ်။ तू ကတော့ဘယ်ကုမ္ပဏီရဲ့ပိုင်ရှင်တွေ။ तू ကတော့ဘယ်ဌာနမှာဘယ်ယာတူးနဲ့အလုပ်လုပ်နေတာစသဖြင့်ကျွန်တော်တို့ရဲ့လူမှုအဆင့်တန်း social class တစ်ခုကိုဒီကျွန်တော်တို့ပုံမှန်လုပ်နေတဲ့အလုပ်တစ်ခုကကျွန်တော်တို့ပေးထားတာဖြစ်ပါတယ်ဒီ social class ကပဲကျွန်တော်တို့ကိုစိတ်လုံခြုံစေတယ်လုံခြုံတဲ့စိတ်ခံစားမှုကိုကျွန်တော်တို့ရရှိစေနိုင်ပါတယ်ဒီလောက်ကလူတွေရဲ့အောင်မြင်ခြင်းကြာရှုံးခြင်းကိုယ့်ပေါ်အထင်သေးခြင်းအထင်ကြီးခြင်းကုညီဆောင်မခြင်းတို့ဟာကျွန်တော်တို့ရရှိထားတဲ့လူမှုအဆင့်အတန်းကိုအဓိကတက်ရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာဒီလောက်ကလူတွေကိုအထူး view site စိတ်ဝင်စားကြပြီးတော့ social class ကိုကျွန်တော်တို့ရရှိထားတဲ့ social class လေးကိုထိမ့်သိမ်းနေကြတာဖြစ်ပါတယ်အလောက်ကတခြားဝန်ထမ်းကရုံးကနေပညာတော်တင်လွတ်တယ်ဆိုပါစို့သူတို့ကိုကြည့်ပြီးမနာလို့မဖြစ်အောင်လဲကျွန်တော်တို့ကထိန်းရတယ် professional ဆန်အောင်သိရမလားအပြုံးလေးနဲ့နှုတ်ဆက်ရတယ်ပေါ့နော်ဒါအမှန်တော့ဖြစ်တာမကောင်းဘူးဆိုတော့ကျွန်တော်တို့ထိန်းရတယ်လို့ပဲကိုယ့်ဟာကိုယ်စိတ်တက်မကြအောင်လဲအားပေးပြပြန်ရောဆိုတော့သူတို့ပုံမှာပဲကျွန်တော်တို့တနေ့အာယုံစိုက်နေမိတဲ့အခါမှာကျွန်တော်တို့လမ်းသွားလမ်းလာတွေကိုမိသားစုတွေကိုအမျိုးအဆွေတွေကိုအိမ်ပေးနာလူတွေတစ်ခါတည်းကျရင်ကျွန်တော်တို့ကဂယူးမဆိုင်ဖြစ်တော့တဲ့လစ်လူရှုတဲ့ပုံစံတွေစက်ရုပ်လူသားဆန်တဲ့ပုံစံတွေဒီနေ့မြို့ပြလူနေမှုဒီမှာကျွန်တော်တို့တွေ့နေရတယ်လို့ပြောရမှာပါပဲနောက်တစ်ခုကတော့ social media လူတွေပါဟာမင်း social media လူတွေကတော့ကွာလမ်းပေါ်မှာတွေ့တဲ့လူတွေပါပဲငါတို့နယ်ပယ်ဆုံးပါပဲ random ဖြစ်နေတာပါပဲလို့ပြောနိုင်ပါတယ်ဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးဗျsocial media ဆိုတာ algorithm လို့ခေါ်တဲ့ကျွန်တော်တို့စနစ်အရာကျွန်တော်တို့ဘာစိတ်ဝင်စားတယ်လဲဘယ်အရာတွေအလေးထားလဲဆိုတာကျွန်တော်တို့ကိုယ်၌မသိတာတော့မှကျွန်တော်တို့ကိုယ်တိုင်မသိတာတော့မှသူတို့ကကျွန်တော်တို့ထက်ပိုသိနေတယ်ကျွန်တော်တို့ထက်သူတို့ကပိုသိနေကြတာဖြစ်ပါတယ်ကျွန်တော်တို့ကတစုံတစ်ခုခံစားရပြီးဒေါသဖြစ်ပြီးသဘောကျပြီးဆိုရင်ကျွန်တော်တို့ဒီ post တစ်ခုဒီလူတယောက်ရဲ့မျက်နှာဒီလူတယောက်ရဲ့အကြောင်းကိုအချိန်ကြာကြည့်မယ် react တွေပေးမယ်သူ့ရဲ့ profile တွေထဲမှာကျွန်တော်လိုက်လံရှာဖွေမယ်ပေါ့နော်ဒါဆိုရင်ဒီလူကျွန်တော်တို့စိတ်ဝင်စားတာသူသိပြီဒါကြောင့် social media တခွင်ကဘယ်လိုခေါ်လဲလောက်တဲ့လူတွေကငွေကြေးပေါ်ကြောင်းเนาะတက်တဲ့တစ်မျိုးတော်ရိုက်တစ်မျိုးပညာတက်တဲ့သူကကြတော့ပညာဂုံဘွဲရတဲ့လူကဘွဲရတဲ့ဂုံပေါ့နိရုပ်ချောတဲ့သူကရုပ်ချောတဲ့ဂုံစသဖြင့်ငါဟာသူတို့များထက်တာလွန်ပါတယ်ဆိုတော့တာလွန်ချောင်းတွေကိုတက်တည်ပြဖို့အတွက်သူတို့ကဒီ social media တွေမှာတင်နေကြတယ်အဲ့ဒါကိုလေကျွန်တော်တို့ကဟဲ तू ကတော့လှသွားပြီဟဲ तू ကတော့နိုင်ငံခြားသွားပြီဟဲ तू ကတော့ယောက်ျားရသွားပြီဟဲစသဖြင့်ကျွန်တော်တို့ကစိတ်ဝင်စားလိုက်မိပြီဆိုရင်အဲ့စိတ်ဝင်စားမှုပါပဲ social media ကကျွန်တော်တို့ကိုထက်ပြမှာပဲထက်ဆွဲဆောင်မှာပဲကျွန်တော်တို့ကိုဒီအကြောင်းအရာတွေပဲဖန်တရားတင်နေအောင်ကျွန်တော်တို့ကိုပြသနေမှာပဲဆွဲဆောင်ထားမှာပဲပေါ့ဒီလိုနဲ့ပဲကျွန်တော်တို့က social media ဘောကလူတွေနဲ့လည်းကျွန်တော်တို့ခုနပြောတဲ့ social class တနည်းအားဖြင့်ပြောရင်ကိုယ်ပိုင်ဆိုင်မှုငွေကြေးနဲ့ဂုဏ်ပကာသနာတွေကိုချိန်ထိုးရင်းရှင်ပြိုင်ရင်းနဲ့လည်းဘယ်လိုခေါ်မလဲဒီလူတွေကိုစိတ်ဝင်စားလာတယ်ကိုယ် social class ကိုတတ်မှတ်ချင်တာနဲ့ပဲဒါပေတံတစ်ခုဖြစ်လာတယ်စံစနစ်ဖြစ်လာတယ်ငါကတော့ဘယ်လိုခေါ်မလဲမဟာသိပ္ပံရမှာရမယ်ငါကတော့နိုင်ငံခြားဘွဲရမှာရမယ်ငါကတော့ဒီ Lotte Hotel မှာတောင်းမဟုတ်လဲကျွန်တော်တို့ Sirona Hotel မှာဖြစ်မင်္ဂလာဆောင်မှာငါဘွားကြီးကအဆင်ပြေတော့မှာပဲစသဖြင့်ဒါတွေနောက်ကိုစိတ်ဝင်စားနေတဲ့အခါမှာကျွန်တော်တို့တခြားဘေးကလူတွေကိုကျွန်တော်တို့ view site မှုတွေအလေးထားမှုတွေဘေးနာလူတွေကိုစိတ်ဝင်စားမှုပုံမှန်တွားရင်လာရင်တွေ့တဲ့လူတွေကိုကျွန်တော်တို့စိတ်ဝင်စားမှုမေ့နေပြီးလစ်လူရှုထားတတ်ကြတယ်လို့ဆိုရမှာပါပဲအဲ့ချိန်မှာငွေချင်းနဲ့ဂုံပကာသနာရစရာတိတ်မရှိတဲ့ပြိုင်ဆိုင်စရာမလိုတဲ့တခုခုဆိုလဲတိတ်ပြီးတော့ကိုယ်အမျိုးတွေဆွေတွေဆိုတာတိတ်ပြီးထူးပြီးအထင်ကြီးနေတော့မှမဟုတ်ဘူးလေပြီးတော့အထင်နဲ့မသေးမှမဟုတ်ဘူးဆိုတော့ဒီလိုမျိုးလူတိုင်းဝိုင်းတွေလူအဖွဲ့အစည်းတွေလမ်းပေါ်မှာတွေ့တဲ့လူ taxi driver ဘယ်လိုပြောမလဲတတိုက်ထဲနေတဲ့လူတလန်းနဲ့သားတွေကားစီးတဲ့ခီးသွားပေါ်တွေကိုတိတ်တဲ့ထူပြီးအထင်ကြီးမှမဟုတ်လို့တိတ်တဲ့အထင်သေးနေမှမဟုတ်ဘူးပေါ့နော်ဒီလူတွေနောက်ဆုံးပြောရရင်အင်အားမိပါညီကိုမှောင်မတွေအကြောင်းကိုကျွန်တော်တို့ကအတ္တဆန်ဆန်နဲ့အလေးမထားပဲအရေးမထားပဲ
အလေးမပေးပဲထားလိုက်ကြတာတွေနဲ့ကျွန်တော်တို့နေ့စဉ်ဘဝတွေကဒီလိုပဲဖြတ်တန်းနေကြတယ်လို့အကြံဖြင့်သုံးသပ်လို့ရပါတယ်ဒါကြောင့်မို့လို့ပထမပြဿနာဖြစ်တဲ့အစိတ်တက်ဆုလက်ပြဿနာကိုဖြေရှင်းဖို့အတွက်ကိုရှင်ပြိုင်မိတဲ့သူတွေတနည်းအားဖြင့်ကိုလူမှုအဆင့်တန်းအတွက်စိုးရိမ်စရာပူပန်စရာဖြစ်တဲ့သူတွေကိုအာရုံမစိုက်ဖက်နဲ့ကိုပဲပြိုင်မှာကိုကဘာလို့ရတာပျော်ရွှင်နေဘာဖြစ်ချင်လဲကိုမိသားစုပဲအာရုံစိုက်ပါကိုကဘာတွေတော်လို့ဘာတွေလုပ်ရင်ထူးချွန်မယ်စသဖြင့်အာရုံစိုက်ပြီးပြုလုပ်မယ်မြင်းတွေဘေးကကာထားတဲ့မျက်မှန်တွေ့ကြလိမ့်မယ်အဲ့လိုမြင်းတွေကိုမျက်မှန်ကားသလိုဘေဘီဝဲယာကိုကြည့်ပြီးထိတ်လန့်မနေတော့ဘဲနဲ့ကိုသွားခြင်းတဲ့ဘဝပန်းတိုင်ကိုတက်မက်သွားရင်းနဲ့ပဲကိုပျော်ရွှင်အောင်နေပါ love yourself self love တွေနဲ့ confidence ရှိနေဖို့အတွက်အရေးပေါ်ကုစားကြတယ်အရေးပေါ်ကုထုံးအနေနဲ့ကျွန်တော်တို့တုံးဆွဲပြီးလူမှုပြဿနာတွေကိုဖြေရှင်းလာတယ်လို့ကျွန်တော်တို့ထင်မိပါတယ်ဒါပေမဲ့လူမနောလူစိတ်ဆိုတာအင်မတန်ရှုပ်ထွေးတယ်ဗျဗုဒ္ဓဝါဒမှာစိတ်ဖြစ်စဉ်တွေတစ်ခုအသိစိတ်တွေတစ်ခုစပေါ်ဖို့ခန္ဓာ၅ပါးပေါ့နော်စိတ်ကြီးတက်ပြောမယ်ဆိုရင်တော့နံခန္ဓာ၄ပါးကနေတပြိုင်နက်စုပေါင်းပြီးတော့ဖြစ်ပေါ်တယ်ပေါ့နည်းနည်းလေးတေချာလေးပြောရမယ်ဆိုရင်မျက်စိနားနှာခေါင်းရှာကိုယ်စိတ်ပေါ့နော်ဒီဒွါရ6ပေါက်ကနေအာယုံတစ်ခုဝင်လာပြီဆိုရင်တိစိတ်ကလေးဖြစ်ပေါ်ဖို့အတွက်နံခန္ဓာ၄ပါးတမမျှတော့စွာပူပေါင်းဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်တဘောကတော့ကော်ဖီတစ်ခွက်ကိုတခြားကော်ဖီမုတ်နိုးမုတ်နှုတ်နဲ့တမမျှတအောင်ဖြော်လိုက်တဲ့အင်ညာမညာပစ္စယောပေါ့လေအင်ညာမညာသဘောတရားနဲ့တမမျှတစွာပူပေါင်းသွားတယ်ဆိုတဲ့သဘောနဲ့အတိစိတ်တွေဆိုတာဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်ဥပမာကျွန်တော်အခု podcast ပြောနေတယ်ဆိုရင်အကြတောတာအာယုံပေါ့နော်အကြအာယုံပေါ့ဒီဟာအတန်တစ်ခုကြားလဲရပြီဆိုရင်ကြားချင်းမှာကျွန်တော်တို့တင်ညာနဲ့ခန္ဓာဆိုတဲ့အတိတင်ညာပေါ့နော်တင်ညာနဲ့ခန္ဓာစအလုပ်လုပ်တယ်ပေါ့တင်ညာနဲ့ခန္ဓာကျွန်တော်တို့တက်တာဒါမှမဟုတ်လေတန်တရားတစ်လျှောက်ပေါ့လေကျွန်တော်တို့ old memory data sources တွေမှာတင်ထားတဲ့အရာတွေနဲ့ကျွန်တော်လိုက်ရှာတယ်ဒါဘာတန်လဲဒါလူတစ်ယောက်အတန်ဒါယောက်ျားတစ်ယောက်အတန်ဒါမှခုနကျွန်တော်က love yourself လို့ပြောရဆိုဒါအင်္ဂလိပ်စာဒါပေမဲ့အင်္ဂလိပ်စာမှာယောက်ျားတစ်ယောက်ပြောတဲ့အတန်စသဖြင့်အဲ့ဒါကိုဂွေပန်ပိုင်းချလိုက်တာပေါ့နော်ဒါဘာပဲပေါ့အဲ့ချိန်မှာပဲအဲ့ဒီတင်ညာနဲ့ခန္ဓာအလုတ်လောက်ရာကနေတပြိုင်နက်ပဲဘာလဲအလုတ်လောက်တလဲဆိုရင်ဝေဒနာခန္ဓာဒီကြားလိုက်တဲ့အတန်ဟာဒီလူအတန်ကတော်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 ဆိုးွားတဲ့အတန်ပဲဆွဲဆောင်မှုလည်းမရှိဘူးဘာလဲ love yourself မသိချင်ပါဘူးစိတ်စသဖြင့်အဲ့လိုဖြစ်တယ်ဆိုတာဒေါသစိတ်ပေါ့နော်ဝေဒနာတစ်ခုဒါကိုခံစားလိုက်ရတာခံစားမှုတစ်ခုရလိုက်တာဒါကိုစိတ်ဝင်စားတယ်ဟာဘာလဲဆိုလဲဒါခံစားမှုတစ်ခုပဲဝေဒနာပေါ့နော်ဝေဒနာခန္ဓာအလုပ်လုပ်ပါတယ်တင်ညာနဲ့ခန္ဓာအလုပ်လုပ်တယ်ဝေဒနာခန္ဓာအလုပ်လုပ်တယ်အဲ့လိုအလုပ်လုပ်ပြီးအဲ့ဒီနှစ်ခုခံစားရတဲ့ဝေဒနာပေါ်မှာမူတည်ပြီးစိတ်ရှုပ်ရင်လည်းစိတ်ရှုပ်တဲ့အလျောက်ပျော်ရင်လည်းပျော်တဲ့အလျောက်ပေါ့နော်ဒီလိုခံစားရတဲ့ဟာမှာကျွန်တော်တို့ပြန်တုံ့ပြန်နေသင်္ခါရခန္ဓာအလုပ်လုပ်တယ်ဆိုရင်ဘယ်လိုခေါ်မလဲအဲ့လိုအတန်ကမကောင်းဘူးတိတ်မကြိုက်ဘူးဆိုဟာဆိုပြီးတော့အဲ့လိုမျက်နှာမဲ့သွားတာမျိုးအတန်ကိုနားမထောင်မဲနဲ့မျက်နှာတစ်ဖက်လွဲသွားတာမျိုးမျက်မှောင်ကုတ်သွားတာမျိုးပေါ့ဒါမှမဟုတ်ရင်လည်းကိုဒီအတန်လေးကိုကြိုက်တယ်ဒီတန်ကိုသဘောကျတယ်ဒီအကြောင်းအရာစိတ်ဝင်စားဆိုခပ်ပြုံးနဲ့အဲ့တော့အာယုံစိုက်ပြီးနားထောင်တာမျိုးစသဖြင့်တုံ့ပြန်တဲ့ response လုပ်တာတော့သင်္ခါရခန္ဓာကိုကျွန်တော်တို့လုပ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဝိညာဉ်နဲ့ခန္ဓာပေါ့နော်ဝိညာဉ်နဲ့ခန္ဓာကြောင့်တိမှတ်တဲ့သဘောတိမှတ်တဲ့စိတ်ဒီဖြစ်သွားတဲ့အဖြစ်ပြက်လေးဒီချိန်မှာဒီလိုအတန်လေးနဲ့ဒီလိုကြားလိုက်တဲ့အခါမှာဒီလိုဝေဒနာခံစားပြီးတော့ဒီလိုပုံစံတုံ့ပြန်လိုက်တယ်ဆိုတော့တိမှတ်လိုက်ပြီးတော့ memorize လုပ်လိုက်ပြီးတော့သူကိုယ်စိတ်ထဲမှာကိုဒီအုံနောက်ထဲထားမလို့ကိုဒီတန်ထဲမှာတင်ထားလိုက်တယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့စိတ်ကဖြစ်ပေါ်တယ်ပေါ့ဆိုတော့ဒီစိတ်ကလေးတစ်ခုဖြစ်ပေါ်ဖို့ဆိုရင်ကျွန်တော်တို့လွှမ်းမိုးမှုအခြေအနေကအများကြီးပဲအရင်က memory မှာဘာတွေမှတ်သားထားလဲအရင်တော့အတွေးခေါ်တွေကဘာတွေလဲစိတ်ထဲမှာtrauma တွေရှိတယ်လားကောင်းတဲ့ခံစားချက်တွေရှိရလားအဲ့လိုဟာမျိုးနဲ့သူ့တုံ့ပြန်မှုအကျင့်ရတော့သူ့ရဲ့စိတ်နေစိတ်သားအကျင့်နဲ့လည်းကွာတယ်ပေါ့နော် तू ကတိတ်ဟဟပပမရှိဘူးဒါမှ तू ဒေါသထွက်လို့တယ်စသဖြင့်အဲ့လိုပုံစံမျိုးတွေနဲ့ပူးပေါင်းပြီးတော့ဒီစိတ်ကလေးတစ်ခုကြားစိတ်ကလေးတစ်ခုlove yourself ဆိုတဲ့စကားလုံးတစ်လုံးလေးပေါ်မှာတော့ကျွန်တော်တို့ဖြစ်တန်စွမ်းတွေကမရေမတွက်နိုင်အောင်ရှိတော့စိတ်ဆိုတာအလွန်ရှုပ်ထွေးတဲ့ကိစ္စတစ်ခုလိုပဲပြောရမှာပါပဲဒီတော့ဗျာကျွန်တော်အလွန်အင်မတန်ရှုပ်ထွေးလာတဲ့လူစိတ်ကို love yourself သဘောတရားလို့နောက်ပြီးတော့ confidence ရှိတာဖို့လို့စသဖြင့်ကျွန်တော်တို့ပြောဆိုဝေမျှကြတဲ့နေရာမှာစာအုပ်တုပ်စာရေးသားတာတို့ဒါမှမဟုတ်အချိန်တိုင်းတာတစ်ခုထိသင်တန်းပေးပြီးသင်ကြားပို့ချတာတွေတော့ကျွန်တော်မပြောလို့ပဲ social media စာပိုက်တစ်ပိုက်မျိုးဒါမှမဟုတ်လည်း TikTok ကနေ10မိနစ်စာမပြည့်တဲ့motivation speaking လေးတွေမျိုးနဲ့ကျွန်တော်တို့ဝေမျှနေတာသင်ကြားပေးနေတာကြတော့တစ်ခါလေမှာတော့အလွန်အန္တရာယ်များတဲ့ဆေးမီတို့တစ်ခုပဲပေါ့စီလို၍ကြောင်ရုပ်ထိုးဆေးအရှင်ကြောင်လေးဆိုပြီးတော့လူမှုပြဿနာတွေကိုဖြေရှင်းဖို့လူတွေကိုစိတ်သက်ကြနေတာလူငယ်တွေကိုအားပေးဖို့ပူညီရာကနေနောက်ထပ်ပြဿနာတစ်မျိုးတွေနောက်ထပ်လူမျိုးပြဿနာနောက်ထပ်အတွေးခေါ်ဆိုင်ရာပြဿနာတစ်မျိုးတွေကိုကျွန်တော်လက်ရက်ခေါ်နေတယ်လို့ဒီနေရာမှာကျွန်တော်အဖြစ်ပြက်တွေတစ်ခုကိုပြောပြချင်ပါတယ်တခါ9နှစ်သားအရွယ်ကောင်းလေးတယောက်ဟာသူ့ရဲ့
ဆင်းရဲဆိုးဝါးလာတဲ့ဘဝကိုစိတ်ကုန်ပြီးတော့ရေကန်ထဲမှာဆင်းသေးဖို့ကြိုးစားမှုပါတယ်ဒီချိန်မှာတက္ကသိုလ်ကတင်ချပမုခဆရာကြီးတယောက်ကကဲတင်လာပြီးတော့သူ့ကိုထိုင်ကုန်တစ်ခုမှထိုင်စီကဖြောင်းပြပါတယ်ကောင်းလေးကသူဘာကြောင့်သိချင်တာလဲဆိုတာရှင်းပြတယ်ပေါ့နော်သူကအရင်ဆင်းရဲတယ်သူ့ဘဝအရင်ဆိုးဝါးတယ်သူ့အမေတွေကဒီဂျူးတွေရဲ့နှိပ်စက်မှုကိုခံရတယ်ပေါ့နိအဲ့လိုပြောပြတဲ့အချိန်မှာတင်ချပမုခဆရာကြီးကအားပေးလိုက်ပါတယ်ကောင်းလေးရဲ့တေးရတာလွယ်ပါတယ်အချိန်မျိုးတေးလို့ရတယ်ဒါပေမဲ့မင်းအခုလုံနေတာတွေမရှင်းရသေးတဲ့ကိစ္စတွေမင်းမကျေနပ်တာတွေကိုတွားရှင်းလိုက်ပါအောင်အစင်မပြေတော့လဲနောက်လေပြန်လာသေးပေါ့သေးတယ်ဆိုအချိန်မျိုးသေးလို့ရတယ်ပေါ့နော်မသေးခင်မင်းလှုပ်ချင်တာလေးကိုကြိုက်တယ်လို့လှုပ်သွားလိုက်မင်းယုံကြည်ရတဲ့လှုပ်သွားလိုက်လို့အာဘီစကားပြောခဲ့ပါတယ်ပေါ့နော်အဲ့စကားအဲ့ကောင်တွေကလက်ခံပြီးပြန်သွားခဲ့ရပါတယ်ဒီလိုကနေစပြီးတော့မအောင်မြင်တဲ့တေပလိုက်မယ်မသေးခင်လှုပ်ချင်တာလှုပ်မယ်ဆိုပြီးတော့သူ့ဘဝသူတဆင်ချင်းမြင့်ပြီးတော့ကြိုးစားလိုက်တာသူ့စိတ်ခွန်အားတွေကတအားမြင့်လာလိုက်တာနောက်ဆုံးမှာတော့လူပေါင်းတန်းပေါင်းများစွာကြောက်လန့်လေးစားရတဲ့ဂျာမနီနိုင်ငံအဓိပတိ Adolf Hitler ဆိုတာဖြစ်လာခဲ့တယ်ပေါ့နော်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်ကိုယ့်ကို confidence ရှိလာပြီးတော့ကိုယ့်ကိုယုံကြည်ချက်ရှိလာရင်ဘလောက်တောင်လူပါစွမ်းဆောင်ရင်ကောင်းလာတဲ့အောင်မြင်နိုင်တဲ့ဆိုတာသိတာတယ်ပေါ့ဒါပေမဲ့အဲ့ပမခကြီးတော့နောက်မှာတော့ဝိုင်းပြီးမချစ်တင်ခဲ့အပြစ်တင်ကြတယ်ပေါ့လေအဲ့ချိန်မှာပဲ Hitler လွှတ်ထားလိုက်ရင်ကောင်းသားပေါ့လေဒါပေမဲ့လည်းသူလည်းအဲ့ချိန်မှာသူမှကြုံမသိပဲသူလည်းလှုပ်ထိုက်တာကိုလှုပ်ခဲ့တာပဲဖြစ်မှာပါခုလည်းဒီသဘောတရားပါပဲကောင်းမွန်တဲ့ mindfulness တို့ manifestation တို့ဒါမှမဟုတ်လဲ love yourself တို့စသဖြင့်တတိမြဲမြဲထားရမယ်ကိုယ်စိတ်ကိုစောင့်ကြည့်ရမယ်စိတ်ချမ်းသာအောင်နေရမယ်ဆိုတဲ့အာယုံဆိုင်မှုတွေကကောင်းမွန်တဲ့အကြံပေးချက်တွေဖြစ်ဖို့ကိုယုံကြည်ချက်ရှိဖို့ကောင်းမွန်တဲ့အကြံပေးချက်တွေစိုးရင်ပူပန်တော့ကရောက်နေသူတွေကိုအားပေးကူညီရာရောက်တဲ့အတွေးခေါ်တွေဖြစ်ပေမဲ့confidence ပေါ့နော်မိမိကိုယ်ယုံကြည်ခြင်းဆိုတာအကျိုးရလက် effect တာဖြစ်တယ်ကိုယုံကြည်တဲ့အရာတွေကိုလှုပ်ချင်တဲ့အရာတွေတေချာနားလည်ဖို့လိုတယ်လေ့ကျင့်ပြင်ဆင်ဖို့လိုတယ်အရှင်းမပြပေးဘူးစိမိတို့အကြံပေးချက်နဲ့ပဲဘာယုံကြည်ချက်မင်းလုံနိုင်တယ် yes you can do it ဆိုတဲ့ဟာမျိုးကတော့နည်းနည်းလေးလူတိုင်းဝိုင်းတွေအတွက်ပြဿနာရှိတဲ့အကြံပေးချက်တွေလို့ပဲပြောရမှာပါပဲဒီနေ့ခေတ်လူအတိုင်းဝိုင်းနဲ့ကြားမှာခုနကတော့ယုံကြည်ချက် confidence နဲ့ pride ဂုဏ်အရှိန်ဝါကိုကျွန်တော်တို့မတဲကွဲမရှင်းမလင်းဖြစ်နေကြတယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်ပြီးတော့ self love ပေါ့မိမိကိုယ်ကိုချစ်ခင်စောင့်ရှောက်ခြင်းကို ego ဒါမှမဟုတ်လဲ selfishness အတ္တလို့မှားယွင်းစွာယူတတ်ကြတယ်လို့လည်းကျွန်တော်ယူဆမိပါတယ် pride ဆိုတာတော့ဗျာ pride ဂုဏ်အရှိန်အဝါဆိုတာကရုပ်ဝတ္ထုပစ္စည်းတွေရလက်တွေပေါ်မှာဒါမှမဟုတ်လဲမှတ်တမ်းတွေပေါ်မှာမူတည်ပြီးဖြစ်ပေါ်လာတဲ့စိတ်ကျေနပ်မှုစိတ်ခွန်အားရှိမှုတစ်မျိုးလိုပဲပြောမှာဒါပေမဲ့ तू ကရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာမူတည်ပါတယ်ရလက်တွေပေါ်မှာမူတည်ပါတယ်။ကားရှိရင်ငါကားရဲ့မန်ဂုံတက်တယ်ပေါ့နော်ဂုံပေါ့ငါဘွဲတစ်ခုရတယ်ဆိုငါကွငါပါရဂူဘွဲကွစသဖြင့်ဒါတွေက pride လို့ခေါ်မှာဖြစ်ပါတယ်။ confidence ကြတော့ကျွန်တော်ခုနပြောသလိုပဲမိမိလှုပ်ဆောင်ခဲ့တဲ့လုပ်ရက်မိမိခံယူထားတဲ့စိတ်နေစိတ်ဓာတ်ပေါ်မှာမူတည်ပြီးဖြစ်ပေါ်လာတဲ့အရာပါကိုကကောင်းမွန်တဲ့အကြောင်းတရားလှုပ်ထားရင်ကောင်းမွန်တဲ့အကျိုးတရားရလာလိမ့်မယ်ဆိုတဲ့ယုံကြည်နေတဲ့စိတ်က confidence ပါငါဒီဟာမှာအစွမ်းကုန်မယ်ငါလက်တဆုံးပဲလက်ကုန်မယ်အားကုန်ကြိုးတွန်းထားတဲ့အတွက်ငါကောင်းမွန်တဲ့ငါနဲ့ထိုက်တယ်နဲ့ရမှာပဲရခြင်းမရခြင်းကတိတ်အရင်ကျူငါအတက်နိုင်ဆုံးအကုန်လှုပ်ထားပြီးစသဖြင့် confidence ရှိခြင်းလို့ကျွန်တော်တို့အကျဉ်းအဖြစ်ယူဆလို့ရပါတယ်ဥပမာစာကြိုးစားမယ်စာပေသိရှိနားလည်မယ်ဒီစာတွေကိုငါနည်းနားလည်တယ်ဒါစာမဲဖြေုံတစ်ခုလည်းမဟုတ်ဘူးဒီစာကိုငါထဲဝင်သိတယ်ဆိုရင်ဒီလူတစ်ယောက်က confidence ရှိနေမှာပါပဲဒါပေမဲ့စာမဲဖြေလိုက်လို့စာမဲအမှတ်ရတယ်အမှတ်လည်းကောင်းတယ်စုတစိတ်တွေလည်းရတယ်ဆိုရင်ဒီလူက pride ပေါ့နော်ဂုဏ်ပညာဂုဏ်ပေါ့နော်စာမဲဆိုရင်တော့ပညာဂုဏ်လည်းရရှိသွားတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ confidence တေချာမရှိဘူး confidence ကိုလိုချင်တာမဟုတ်ဘူး pride နောက်ကိုတဏှာစိတ်နဲ့စွဲလန်းစိတ်နဲ့တက်မက်လိုက်သွားမယ်ထားပါတော့ love yourself ငါချစ်တယ်ငါဒီဆောင်မွဲကိုအမှတ်အမြင့်ဆုံးနဲ့အားရမယ်ဆိုတော့စွဲလန်းစိတ်နဲ့လိုက်သွားပြီဆိုရင်ကျွန်တော်တို့ confidence တွေ self love တွေကကြံခဲ့ပြီးတော့ဆောင်မွဲကိုခိုးချလို့ဖြစ်စေမတမာသောနီးနဲ့ဖြစ်စေလက်ပေးလက်ယူလို့ဖြစ်စေရအောင်ယူတော့မှာပါပဲဒါဆိုရင် confidence တော့ရမှာမဟုတ်ပါဘူး love yourself လည်းဖြစ်မှာမဟုတ်ပါဘူးဒါဆိုရင်ဘာရမလဲဆိုရင်ကျွန်တော်တို့ pride selfishness ကိုမိကိုထားတဲ့အတ္တကိုချင်းစာစိတ်မရှိတဲ့အတ္တမာနပေါ်မှာမူတည်ထားတဲ့ဂုံရှိန်ဝါဂုံမောက်တဲ့ရလက်ကိုပဲကျွန်တော်တို့ရရှိမှာဖြစ်တယ်လို့တော့အကြံဉာဏ်သုံးသပ်လို့ရပါတယ်ဒီလိုပဲ
love yourself ကိုတခါလေးကြိုက်ဥပမာပေးရဆိုရင်ကိုသားသမီးကိုချစ်ပေးတယ်လို့ကိုချစ်ပေးပါဆိုတာပါတယ်ကိုသားသမီးကိုမိဘသားသမီးကိုချစ်တယ်ဆိုတာဆွဲလန်းစိတ်အတ္တစိတ်တွေဆိုတာထက်ဖြူစင်တန်ရှင်းတဲ့အမေတယောက်ကတားကိုချစ်တဲ့မေတ္တာတရားနဲ့အလွန်စင်တူပါတယ်ကိုချစ်တယ်ဆိုတာကိုသားသမီးဆိုရင်ကျွန်တော်တို့စာဘယ်ခိုးချခိုင်းမလဲနော်တားရာဇလောက်ချက်အကောင်းမွန်ချက်မှန်ကန်လို့ဒီလိုပဲပြောမှာပဲပြီးရင်ရတဲ့အမှတ်ဆိုတဲ့ဒါဘာမှအားမငယ်နဲ့ဒီရလက်ပဲပြန်ကြိုးစားရင်ရတယ်ဆိုပြီးတော့ကိုသားသမီးဆိုရင်တော့ဒီလိုပဲအားပေးကြမှာပဲဒီလိုပါပဲ love yourself ဆိုတာလေမကောင်းတာတွေမလုပ်မိပဲနဲ့ကိုအားပေးဖို့ကြာရှုံးသွားရင်လည်းအားမငယ်နဲ့ပြန်ထဒါကြိုးစားရင်ဖြစ်တယ်ဆိုပြီးကိုအမေတယောက်ကကိုသားသမီးတယောက်ကိုအားပေးတယ်လို့ချစ်ခင်ခြင်းကိုတော့ love yourself လို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်ပြီးတော့love yourself ဆိုပြီးမှားယွင်းသွားတာတခါလေကြာရင်ဒီနေ့စဉ်ရဲ့အပေါ်မှာကိုအပ်တာကိုဖြစ်ချင်တာကိုလုပ်ချင်တာကိုစိတ်ချမ်းသာဖို့ကိုစိန်ခံရဖို့ကိုကောင်းကောင်းမွန်နေရဖို့အတွက်တပားသူတွေဆန္ဒတွေမကြည့်ပဲခြာနင်းတယ်ငါသူများမကောင်းတာမလုပ်ဘူးဒါပေမဲ့သူများလည်းမကူညီဘူးဒါပေမဲ့ကိုလုပ်ရက်တည်းသူတပားကိုဘယ်လောက်ထိကြိုက်သွားလဲကိုတစ်စက်လေးတောင်မစင်းစားတဲ့လူတွေအမှုအကျင့်တွေကတော့ဒီနေ့လူအတိုင်းဝန်းမှာမနေမနှောပါပဲမေတ္တာတရားထားကြမယ်စောင့်ထိန်မယ်တီးခံမယ်သူတစ်ပါးကိုကူညီမယ်စသဖြင့်အဲ့အရာတွေအကုန်လုံးကဒီနေ့ခေတ်မှာအလွန်ရှားပါလာတဲ့ပြဿနာတွေဖြစ်ပါတယ်ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ဂုဏ်ရှင်ဂုဏ်ဝါတွေကိုမှီတည်ပြီးတော့အတ္တမာနအတော်မတတ်နိုင်တဲ့စွမ်းနှံစိတ်တွေဒီနေ့ခေတ်မှာအများအပြားပါပဲဒီနေရာမှာခရစ္စတီယာနိုရိုနယ်ဒိုကတော့သူ့ confidence ကိုဘယ်လိုတင်လဲဆိုရင်သူ့ဆုလက်တွေသူ့ဆုတစိတ်တွေသူ့မှတ်တမ်းတွေနဲ့တင်တာမဟုတ်ဘဲနဲ့သူ့နေ့စဉ်ဘဝမှာချမှတ်ထားတဲ့ discipline တွေကိုလိုက်နာဆောင်ရွက်ခြင်းလို့သူကတော့ပြောခဲ့ပါတယ်ဥပမာ तू တခါလေးကြာရင်ဂျင်နဲ့မသွားချင်ပါဘူးတဲ့တခါလေးကြာရင် तू လည်းဂျင်မသွားချင်ဘူး training ဆင်းချင်ဘူးဒါ तू လည်းလူတစ်ယောက်ပဲရှိတာပဲဒါပေမဲ့ तू तू ဖြစ်ချင်တဲ့ဘဝ तू ကောင်းမွန်တဲ့ professional ဘလုံးဘဝသူဖြစ်ချင်တဲ့ professional ဘောလုံးသမားဘဝကိုရအောင်ယူမယ်ပြီးတော့အသက်40ကျော်ထိထိန်းသိမ်းထားမယ်ဒါဆိုရင်ဒီ discipline တွေကို तू လုပ်ရမယ်ဆိုပြီးတော့စီကံ तू ချမှတ်တယ်ချမှတ်ထားတဲ့ဟာ तू လိုက်မလုပ်မိဘူးဆိုရင် तू လေးစားမှုရော့ကျသွားမယ် तू ကျေနပ်မှုရော့ကျသွားမယ်ဒါဆိုရင်သူ့ကို तू ရှိထားတဲ့ confidence တွေကညော့သွားမှာပါပဲတဲ့ဆိုတော့သူတို့လူတောင်ဒီလိုပြောပါတယ်သူရခဲ့တဲ့ဆုတစိတ်တွေကသူ confidence မဟုတ်ဘူးသူယုံကြည်ချက်မဟုတ်ဘူးသူနေ့စဉ်နဲ့အမျှကြိုးကြိုးစားစားသူ discipline တိုင်းသူစီမင်းစည်းကမ်းတိုင်းသွားနေသူ confidence ပါပဲတဲ့ဒါဆိုရင်ကျွန်တော်တို့ခုနပြောတာဟုတ်တယ်လို့ဟုတ်မှန်တယ်လို့ယူဆလို့ရတာပေါ့လေနော်နောက်မှဆိုရင် Ronaldo လို့ဂုံမောင်းပြင်ဂုံလည်းမောက်ပါတယ်သူဂုံရှင်ပါလည်းရှိပါတယ်ဒါပေမဲ့သူတီထားတဲ့ကိုယုံကြည်ချက်ငါလုံနိုင်သေးတယ်ငါစီကံတိုင်းငါကလေးစားနေတယ်ဆိုတဲ့စိတ်ကသူ့ရဲ့အဓိက confidence ဖြစ်တယ်လို့သူကတော့ဒီလိုဖြေချထားပါတယ်ဒီနေရာမှာကျွန်တော်မြင်သာဥမာလေးပြမယ်ဆိုရင်ဥမာခမည်းမန်လေးကိုသွားခြင်းတယ်ပေါ့ဗျာမန်လေးကိုသွားခြင်းတယ်ဆိုရင်ကိုကအနည်းဆုံးမန်လေးကိုသွားခြင်းတယ်ဘယ်ကိုသွားရမလဲကိုသိဒါပေမဲ့ပထမနောက်တစ်ခုထပ်သိဖို့လိုတာငါဘယ်ကိုရောက်နေရလဲဆိုတာမိမိလက်ရှိအခြေအနေကိုအမှန်တိုင်းသိဖို့လိုတာပေါ့ဗျာငါဘာညံ့နေဘာကောင်းနေငါဘယ်ကိုရောက်နေတယ်ပေါ့လေနော်အဲ့ဒါကိုသိပြီဆိုရင်ငါကရန်ကုန်မှာပဲရန်ကုန်ကနေမန္တလေးသွားမယ်ဆိုမြောက်ရက်ကိုဥတီရမှာပဲအဲ့ဆိုရင်ဟုတ်ပြီမြောက်ရက်ဥတီသွားမယ်ဘယ်လိုသွားမလဲငါလမ်းလျှောက်သွားလို့တော့မဖြစ်နိုင်ဘူးတခုခုစဉ်းစားမယ်ငါအခြေအနေငါလေရင်ကားကတော့မတက်နိုင်ဘူးဒါဆိုလိုင်းကားစီးသွားမယ်လိုင်းကားစီးသွားရင်နေကားလားညကားလားစသဖြင့်ကိုအစင်ပြေမဲ့တက်တောင့်တက်တာဖြစ်မယ်ကိုနဲ့လိုက်ရောညီထွေဖြစ်ကိုဘယ်သွားခြင်းလဲကိုဘယ်ရောက်နေတာလဲကိုဘယ်လိုပုံစံသွားရင်ကိုအတွက်အစင်ပြေမလဲဆိုတော့တေချာစဉ်းစားထားပြီးတော့သွားမယ်ပေါ့နော်အဲ့လိုပြီးတော့လက်မှတ်ဝယ်တင်တာဝယ်အချိန်မီကားကိစ္စလှုပ်ရှားရှိတာလှုပ်ရုံပါပဲအဲ့ဒီအချိန်မှာ Lamborghini ပြန်ကားကြီးကကိုလာကြိုတက်သွားတာကိုလာပြီးတော့စိန်ခေါ်သွားတာဆိုရင်ကိုဒေါသထွက်စရာမလိုတော့တူကိုအတွက်ထိတ်တန့်ကြောက်ရွံ့စရာလည်းမလိုနောက်ကြတာစောရတာရှိနေတာကိုလည်းမန်လေးတူသွားရောက်မှာပဲဒီမြောက်ရက်ကိုဦးတည်နေတာပဲစသဖြင့်ပေါ့နော်တချို့တွေကြတော့လဲကိုသွားခြင်းတဲ့ရက်ကတော့မန်လေးလို့ပြောပေမဲ့ကိုဘယ်ကိုရောက်လို့ရောက်နေမှမသိတဲ့အခါမှာကျူးကျူးဆာဆာကျူးကျူးပန်းပါလျှက်နဲ့နောက်ဆုံးတော့လေပသိမ်ကိုရောက်သွားတာမျိုးတူတည်းရှိမှာပဲတချို့ကြောင့်လဲမန်လေးကိုသွားမယ်ဆိုပြီးတော့သွားနေရကနေကိုနဲ့အတူသွားတဲ့ကား115မိုင်လမ်းကိုချိုးသွားလို့ကိုပါရောရောင်ပြီးတော့ချိုးမိတာလဲရှိမှာပါပဲတကယ်တော့ကိုသွားခြင်းတဲ့လမ်းကိုမှန်ကန်သွားနေမယ်တေချာရွေးချယ်ပြီးကိုနဲ့အလိုက်ဖက်ဆုံးလမ်းဒါငါနဲ့တော့အသင့်တော်ဆုံးလမ်းပဲဆိုပြီးတော့ရွေးချယ်ထားမိတယ်ဆိုရင်တော့ကိုယုံကြည်ချက်ကတော့ကိုမှရှိနေမှာပါပဲတချို့လူတွေကြတော့ကိုပိုင်ကအကောင်းစားရေးရှိပေမဲ့ဘယ်သွားခြင်းမှန်းဘယ်ရောက်ခြင်းမှန်းဘယ်ကိုသွားခြင်းမှန်းတိတိကျကျသူတို့မှရည်ရွယ်ချက်မရှိတော့ကိုပိုင်ကားကြီးကောင်းစားကြီးကိုတော့ဝယ်ထားတယ်ကားကိုတော့ပြောင်းလဲနေအောင်တာတယ်ကားအကောင်းစားမီးချောင်းတွေမီးတွေစကတ်တွေဆင်တယ်အဲ့ဟာတွေဆင်ပြီးဂုံယူဝင်ကြွားနေကြတယ်ဆိုပေမဲ့
ကျွန်တော်အမြန်လမ်းမှာသွားနေတယ်ဟာဟိုလူကတော့နေပြီးတော့သွားပြီဆိုဘူးဆိုနေပြီးဘက်ကိုမောင်းထွက်လိုက်အဲ့လိုသွားနေနေပဲတယောက်က115မိုင်ကိုချိုးလိုက်ပြီးဟာ115မိုင်ကိုချိုးပြီးသွားလိုက်ပြန်ဟာမဟုတ်ဘူးဒီလူကကြောင့်ဘကိုးဘက်ဆိုရင်ဘကိုးဘက်လှည့်လိုက်ပြန်စသဖြင့်ဒီကိုသွားခြင်းတဲ့နေရာအရက်ဒေတာကိုကားကောင်းရှိပါရဲ့နဲ့ညဉ့်ညဉ့်ဆက်ဆက်မရောက်တော့ပဲနဲ့ဒီကျွန်တော်တို့ရန်ကုန်မဲလေးအမြန်လမ်းပါကြီးပေါ်မှာတဝဲလက်လက်ဖြစ်နေတဲ့လူတွေလည်းကျွန်တော်တို့အများကြီးတွေ့ရမှာပါဒါကတော့ကျွန်တော်တို့နားလေတဲ့ confidence မိမိကိုယ်ကိုယုံကြည်ချက်ဆိုတာကျွန်တော်တို့လှုပ်တဲ့နဲ့လှုပ်ထက်တဲ့အရာတွေငါဘယ်ကိုရောက်နေလဲနံပါတ်1ကျွန်တော်စဉ်းစားဖို့လိုပါတယ်ပြီးရင်ငါဘယ်ရက်ဒေတာကိုသွားမှာလဲဥပမာမန်လေးကိုသွားတယ်ဆိုပါစို့ပေါ့နော်ဒီအဲ့ဆိုရင်ငါအခြေအနေနဲ့ငါပုံစံနဲ့အနေထားနဲ့ငါဘလို့အကောင်းဆုံးသွားမယ်ဘလို့သွားမလဲပေါ့နော်ငါကားနဲ့ဘလို့သွားတင်တာလဲလိုင်းကားနဲ့သွားတင်တာလားလေယာဉ်ပြန်နဲ့သွားတင်တာလားယထာနဲ့သွားတင်တာလားစသဖြင့်ငါဘလို့သွားတင်လဲဆိုတာတခြားစဉ်းစားပြီးတော့လှုပ်တဲ့တာကိုတိတိကျကျလှုပ်ခဲ့မယ်ဆိုရင်ကျန်တဲ့လူတွေက Lamborghini ပဲစီစီဟိုလူက Toyota ပဲစီစီဆိုင်ကယ်နဲ့ပဲသွားကို့မှာ confidence ရှိနေပါတယ်ကိုကမတုံ့လှုပ်တော့ပါဘူးငါသွားချင်တာမှန်းပြီပဲတချို့လူတွေကအာမ115မိုင်မှာ꿰သွားတယ်ဆိုလဲသူတို့ကတော့သွားရပါစေငါသွားချင်တယ်နဲ့တော့ဒီနေ့ရောက်မှာပဲဆိုရဲကိုယ့်ကို secure ဖြစ်စိတ်ကိုယ့်ကိုယုံကြည်စိတ်ကိုယ့်ကိုကျင်းတဲ့နှစ်သိမ့်စိတ်စသဖြင့်ရှိနေတဲ့လူတစ်ယောက်ကကိုယ့်ကိုယုံကြည်မှု confidence ဆိုတာတော့ရှိနေမှာပါပဲဒါဗုဒ္ဓမြတ်စွာဘုရားဖြစ်ခြင်းပြင်စဝဂ္ဂီ9ဦးကိုပထမဦးဆုံးဟောကြားခဲ့တဲ့တရားဦးဖြစ်တဲ့ဓမ္မစကြာတရားတော်တွေထဲမှာကျွန်တော်တို့တန်ခိတ်တေနာပစ္စုပန်နာနက္ခဏာဒုက္ခဆိုတာပါတယ်လူတွေရဲ့ဒုက္ခတွေထဲမှာတခြားဒုက္ခတွေကတော့မြတ်စွာဘုရားမဟောကြားလဲသိခဲ့တဲ့ဒုက္ခတွေဖြစ်ပါတယ်ဥပမာကျွန်တော်တို့အိုနာသေးဘေးတွေကြုံလာတာလဲဒုက္ခပဲပရိသေတွေနေရတာလဲဒုက္ခပဲချစ်သူနဲ့ကြွေရတာမနှစ်သက်သူနဲ့နေရတာဒါတွေကလည်းဒုက္ခပါပဲဒါပေမဲ့အဲ့ဒီထဲမှာမြတ်စွာဘုရားဟောကြားမှာသိတဲ့ဟာကတော့မိမိကိုယ်ကိုချစ်နေတာလဲဒုက္ခပဲလို့ဟောကြားခဲ့တာဖြစ်ပါတယ်ဗုဒ္ဓဝါဒအစာပေတော်တော်များများမှာလဲတရဝါတိုင်းဟာကိုယ့်ကိုယ်အချစ်ဆုံးပဲလို့ပြောကြပါတယ်။တားလေးနေမကောင်းပါဆိုလို့သမီးလေးပညာမတတ်ပါဆိုလို့စသဖြင့်ဖြူစင်ပါတယ်ဆိုတဲ့မိဘမေတ္တာတရားတော်မှာမိမိသဘောကျမိမိအလိုကျကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်ကိုသားသမီးကိုပြုပြင်ထိန်းချောင်းပြီးတော့ကိုဖြစ်စေခြင်းတဲ့အတိုင်းပြုလုပ်ကြတာတခါလေကြာရင်ကိုယ့်ကိုချစ်တာလားကိုသားသမီးကိုချစ်တာလားခွဲခြားခတ်ပါလိမ့်မယ်တကယ်တော့သားသမီးကကိုယ့်အလိုကြမဖြစ်တော့ဘူးကိုယ့်သဘောကြမဖြစ်တော့ဘူးဆိုရင်ကျေးဇူးကမ်းနဲ့ကောင်းအမွေဖြတ်မယ်တသက်လုံးစကားမပြောဘူးစသဖြင့်ဖြစ်ခုံကြတာဟာလေမိမိကိုယ်ကိုချစ်တာဆိုတာကိုသိတာစီလွန်လာပါတယ်ဒါဆိုရင်ခုနကတော့ပြောစရာရှိလာပြီ love yourself မိမိကိုယ်ကိုချစ်ခင်စောင့်ရှောက်ပါလူတွေကကိုယ့်ကိုယ်ကိုမချစ်ကြဘူးဆိုတဲ့အယူဆနဲ့ဒီမှာကျတော့ကန့်လန့်ရင်ဖြစ်နေတော့မှာပေါ့နော်ဒီဟာကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ဆိုရင်မိမိကိုယ်ကိုအချစ်ဆုံးလို့လူတွေကမိမိကိုယ်ကိုချစ်နေရလဲဒုက္ခပဲဆိုတဲ့အကြောင်းအရာနဲ့ပါဠိကနေမြန်မာပြန်ဆိုတဲ့နေရာမှာပြဿနာတွေနည်းနည်းရှိရလို့ကျွန်တော်ယူဆပါတယ်မိမိကိုယ်ကိုအချစ်ဆုံးဆိုတာကိုကျွန်တော်တို့ပြန်ဆိုတဲ့နေရာမှာမူရင်းစကားလုံးပါဠိစကားလုံးကအတ္တတတာဆိုတဲ့ဝေါ်ဟာရကိုကျွန်တော်တို့ကတင့်တော်အောင်ပြန်ဆိုခဲ့ကြတာဖြစ်ပါတယ်ဒီတော့ရှင်းလင်းအောင်ပြောရမယ်ဆိုရင်တော့ love yourself အယူဆဆိုတာမိမိကိုယ်ကိုချစ်ခင်စောင့်ရှောက်ခြင်းတနည်းအားဖြင့်ကိုယ့်ကိုယ်မေတ္တာရှိခြင်းလို့ကျွန်တော်တို့ပြန်ဆိုရမှာပဲအတ္တတဏှာကိုကြတော့ကျွန်တော်တို့တရားတွေကမိမိကိုယ်ကိုစွဲလန်းတက်မှတ်ဆုံးပဲမိမိကိုယ်ကိုချစ်ဆုံးဆိုတာတဲ့တရားတွေဒီမိမိကိုယ်ကိုစွဲလန်းအတက်မှတ်ဆုံးတရားတွေပဲလို့ပြန်ဆိုရင်ကျွန်တော်တို့ love yourself ဆိုတဲ့အယူဆရဲ့ကျွန်တော်တို့အခုမြတ်စွာဘုရားရဲ့လူဒီအတ္တတဏှာရှိတယ်ဆိုတဲ့ဟာတွေကိုအဲ့ယူဆနှစ်ခုလုံးကိုစီလျောင်ပြန်ဆိုပြီးသားဖြစ်ပြီးတော့ဒီအယူဆနှစ်ခုလုံးပဲကျွန်တော်တို့အဆင်ပြေမယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ယူဆလို့ရပါတယ် love yourself ဆိုပြီးတော့ကိုယ့်အတ္တကိုရှေ့တန်းတင် selfishness တွေဖြစ်ကိုယ့်အကိုအတ္တတွေကြီးဂုံကာသနာတွေပေါ်မှာမူတည်ပြီးငါဒါလိုချင်တယ်ဖုန်းလိုချင်တယ်အိမ်လိုချင်တယ်love yourself ငါ့ကိုငါချစ်မယ်ငါလိုချင်တာငါ့ကိုငါစိတ်ချမ်းသာအောင်ထားမယ်ဆိုတဲ့ကိုယ့်ရဲ့အတ္တကိုယ့်ရဲ့ဆွဲလန်းတက်မဲ့စိတ်ကိုလိုချင်တာတွေနောက်ပဲတကောက်ကောက်လိုက်နေမယ်ဆိုဒါမိမိကိုချစ်တာမဟုတ်ပါဘူးမိမိကိုမေတ္တာထားတာမဟုတ်ပါဘူးမိမိအတ္တနောက်ကိုကောက်ကောက်ပါအောင်လိုက်ပြီးတော့ဒုက္ခဆင်းရဲနဲ့ကြုံတွေ့နေရမှာဖြစ်ပါတယ်ဒါ love yourself idea ဟုတ်တယ်လို့ကျွန်တော်ကမယူဆဘူးဗျမြတ်စွာဘုရားဖြစ်ခြင်းမဲ့ဥဒန်းကျူးရင်နဲ့ကြွေးကြော်တဲ့စကားကတော့အနေကဇာတိတန်တရာအစပြုလို့ဘုရားနေကစားတင်တဲ့အချိန်မှာကျွန်တော်တို့ရွတ်ဖတ်တဲ့ဆဲကြတဲ့ဥဒန်းကိုကျူးရင်ခဲ့ပါတယ်အဓိကအကြောင်းအရာတော့ငါတန်တရားမှာအဖန်ဖန်လင်းနေရခြင်းတန်တရားမှာဒုက္ခတွေတွေ့နေရခြင်းတဏှာကြောင့်ပဲဒီတဏှာယောက်ျားလက်သမားကိုငါအခုချိန်မှာတော့ပယ်တတ်နိုင်ခဲ့ပြီအမြင့်တိုင်ဆွဲနှုတ်ပြီးတော့ပယ်တတ်နိုင်ခဲ့ပြီလို့ကြွေးကြော်ခဲ့ပါသည်ငါဒီဘယ်ဒုက္ခကိုမှထပ်မကြုံတော့ပြီစသဖြင့်သူကဥဒန်းကျူးရင်ခဲ့ပါတယ်ကျွန်တော်တို့တွေကတခါကျရင်တစ်ခုခုဒုက္ခရောက်နေကြတယ်တစ်ခုခုကိုကြကုံကြခဲကြိုးစားခဲ့ရတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါကိုရတဲ့အခါမှာအားရပြီးငါ
ငါရပြီကွာဆိုပြီးတော့ကြွေးကြော်တတ်ကြပါတယ်ဒါမျိုးကဥဒန်းပါပဲဥမာငါ10တန်းအောင်ပြီကွာငါ10တန်းကိုဘယ်နှမှတ်နဲ့အောင်ပြီကွာစသဖြင့်10တန်းကတစ်နှစ်လုံးစူးစမ်းခဲ့ရတာဖြစ်တော့ကျွန်တော်တို့ဥဒန်းကျွေးရမိကြတယ်ဒီလိုပါပဲဒါကိုကြည့်ချင်းအဖြစ်လေးတင်ချင်းနဲ့ကဘာတသိန်းပြုတ်ကျင်ခဲ့ရတဲ့မြတ်စွာဘုရားနောက်ဆုံးမှာပထမဆုံးထပြီးတော့ဝင်ကြွားကျူးရင်နဲ့စကားကတော့တဏှာပေါ့နော်တဏှာငါနိုင်ပြီလို့ကြွေးကြော်ခဲ့ပါတယ်တဏှာစိတ်ဆိုတာကျွန်တော်တို့ပုံမှန်ပြောရတော့တခါလေကျွန်တော်တို့နေ့စဉ်ဘဝမှာပြောနေကြနှာဘူးစိတ်တစ်ခုလည်းတော့မဟုတ်ဘူးဗျတဏှာဆိုတာတက်မက်စိတ်လိုချင်စွမ်းလန်းစိတ်ကိုကျွန်တော်တို့ပြောဆိုကြတာဖြစ်ပါတယ်ကောင်းကောင်းနေခြင်းနဲ့ကောင်းကောင်းစားခြင်းနဲ့ကိုမိမလိုလိုက်တာခံခြင်းနဲ့ယာကျူးကောင်းကောင်းရခြင်းနဲ့စသဖြင့်စွဲလန်းနေတဲ့စိတ်ကတဏှာစိတ်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့တစ်ခုခုလိုချင်စွဲလန်းနေသမျှတော့လိုချင်စိတ်ဖြစ်လောဘတွေဖြစ်ဒီအဲ့လိုချင်စိတ်ကြောင့်ကျွန်တော်တို့ကတကုတ်ကုတ်နဲ့ကြိုးစားပန်းစားတွေလုပ်မရအောင်လို့နောက်ဆုံးမရတဲ့အခါမှာကျွန်တော်တို့ဒေါသတွေထွက်လောဘနဲ့ဒေါသတွေဖြစ်ကျွန်တော်တို့ပင်ပန်းကြတဲ့အခါမှာကျွန်တော်တို့လိုချင်တဲ့စိတ်ရှိနေသမျှတဏှာစိတ်ရှိနေသမျှစွဲလန်းစိတ်ရှိနေသမျှတော့ကျွန်တော်တို့ဒုက္ခတွေကကျွန်တော်တို့ရောက်နေတော့မှာပဲဘယ်တော့မှမပျော်ရွှင်နိုင်ပါဘူးဟုတ်ပြီဒါဆိုရင် love yourself confident အယူဆတွေနဲ့ချိတ်ဆက်ကြည့်မယ်ဆိုရင်ကိုစိတ်ချမ်းသာအောင်ထားမယ်ကိုချစ်ဖို့လိုတယ်ကိုမေတ္တာရှိဖို့လိုတယ်လို့ကျွန်တော်တို့ဆိုကြတယ်ဆိုတော့ကိုယ့်ရဲ့ဆွဲလန်းမှုတဏှာမိမိရဲ့ဆွဲလန်းမှုစိတ်ကိုရှော့ချနိုင်တယ်ဆိုရင်ဒုက္ခတွေငြိမ်းအေးပြီးစိတ်ချမ်းသာတယ်ဒါဒီကိုချစ်တာဖြစ်တယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်လိုချင်စိတ်နည်းလာအောင်စိတ်ချမ်းသာအောင်ကြိုးစားရင်ဘယ်အခြေအနေမျိုးမဆိုကိုကျေနပ်မှုရရှိအောင် self esteem နဲ့ရအောင်နေမယ်ဆိုရင်ဒီစိတ်ကကျွန်တော်တို့ရဲ့အဓိကအကြီးမားဆုံးကိုယုံကြည်မှု confidence ဖြစ်လာမှာပဲလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဆိုတော့ဗျာတနည်းပြောရရင်စိတ်ပြောညံ့တဲ့လူကတခြားသူလာပြီးတော့ဥမာဘီယာတောက်မယ်လို့ခေါ်မယ်ဆိုရင် self discipline မရှိဘူးကိုရည်ရွယ်ထားတဲ့ရည်မှန်းချက်မရှိဘူးဒါမှမဟုတ်ကောင်မလေးရဲ့အချစ်ကိုလိုချင်လို့လိုက်နေတယ်ကောင်မလေးပြောသမျှလိုက်လုပ်တယ်ဒါပေမဲ့ကိုယ့်ဘဝရည်မှန်းချက်ကြီးကြတော့မေးလျော့နေတဲ့လူတွေကကြတော့စိတ်ပြောညံ့တဲ့လူတွေဖြစ်မှာပါပဲဒါပေမဲ့ discipline ကောင်းတယ် love yourself ရှိတယ်ကိုပဲချစ်တယ်ဘီယာဆိုင်သွားမယ်ဆိုရင်ဘယ်သူလိုက်လဲမလဲငါသွားမယ်ဒါမှမဟုတ်လဲတခြားလူကလာခဲ့ပါကွာဆိုငါလောက်ရှိသေးတယ်ဘယ်သူခေါ်မလိုက်နိုင်ဘူးဆိုတဲ့လူတွေကတော့ discipline ရှိတယ်လို့ထင်ရပေမဲ့ love yourself တဲ့ selfishness အတ္တတဏမိမိကိုယ်ဆွဲလဲနေခြင်းငါမာနာနဲ့ငါလို့ရင်ဖြစ်တယ်ငါဒီသားလဲအမှန်ဆိုတဲ့စိတ်နဲ့ဆိုတော့လဲလူတိုင်းဝိုင်းမှာအဆင်ပြေတယ်အောင်မြင်အောင်ကြိုးစားနိုင်တယ်ဆိုပေမဲ့လည်းအမှန်ကန်ဆုံးအကောင်းမွန်ဆုံးပုံစံနဲ့နေထိုင်ခြင်းတော့ဟုတ်တယ်လို့ကျွန်တော်တို့ပြောလို့မရသေးဘူးဗျတကယ်တော့ love yourself ကမိမိကိုယ်မေတ္တာထားမယ်မိမိစွမ်းလန်းစိတ်တွေကို short ချပြီးတော့ဥပမာခုနပြောမယ်ဆိုဘီယာတောက်မယ်ဆိုငါလိုက်လို့မဖြစ်သေးဘူးငါမှလှုပ်ရှားရှိသေးတယ်ဒါပေမဲ့တငယ်ချင်းကပြောနေပြီငါအလုပ်တွေကိုပြီးအောင်လုပ်မယ်ပြီးရင်တငယ်ချင်းတွေခဏလောက်အဖော်လိုက်သွားပေးမယ်discipline ရှိအောင်လည်းနေရမယ်ဒါပေမဲ့အတ္တလည်းမကြီးရဘူးသူတစ်ပါးကိုလည်းသူတစ်ပါးဆန္ဒတိုင်းနဲ့လိုက်လို့တာမဟုတ်ပဲမေတ္တာတော့ထားရမယ်ဆိုတာနည်းနည်းတော့ခက်ခဲပေမဲ့တခါတလေကျရင်တော့ကျွန်တော်တို့နေထိုင်ရမယ့်ပုံစံတစ်ခုလိုပဲကျွန်တော်တို့မြင်နေပါတယ်အချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော် confidence ဆိုတာယုံကြည်မှုကိုပြုတဲ့အကြောင်းတရားပေါ်မှာယုံကြည်တာရက်လက်အကျိုးတရားတွေပေါ်မှာကျွန်တော်တို့သိကိမဆိုင်ဘူးကိုယ့်ဘက်ကတတ်နိုင်တဲ့ causes အကြောင်းအရာတွေကိုအကောင်းမွန်အောင်ပြုပြင်နေထိုင်သွားမယ်ဆိုသူနဲ့အဆင်ပြေတဲ့ life ဖက်မဲ့အကျိုးတရားတွေရက်လက်တွေကောင်းကျိုးချမ်းသာတွေကျွန်တော်ရလာမှာပဲဆိုတဲ့ယုံကြည်ချက်ကို confidence လို့ကျွန်တော်တို့ပြောရမှာပါပဲတကယ်တော့တစ်ဖက်ကျတော့ကျွန်တော်တို့မှားယွင်းတတ်တဲ့ confidence နဲ့မှားတာ pride ပေါ့နော် pride ကကျတော့ဂုဏ်ကာသနာမာနပါအဲ့ဒါရက်လက်တွေအကျိုးတရားတွေပေါ်မှာမူတည်တယ်ငါဒီကားရှိမှကိုယ်ယူနိုင်မယ်ဒီအိမ်ကြီးအကောင်စားနဲ့မှလူကြားတွေကိုသွားရမယ်ရွှေဆွဲချိုးဝစ်ထားမှာကျွန်တော်တို့လူကြားထဲမှာနေရဲတယ်ငါဒီဘွဲတစ်ခုရမှာလူလောကမှာတင့်တယ်မှာပဲစသဖြင့်အကျိုးရလက်တွေမှာမူတည်ပြီးဖြစ်ပေါ်လာတဲ့မာနတွေကတော့ဒါဂုဏ်ပမာသနာမာနတွေပဲဖြစ်မှာပါပဲ confident မဖြစ်နိုင်ပါဘူးကိုယုံကြည်မှုမဖြစ်နိုင်ပါဘူးဆိုတော့ love yourself မိမိကိုချစ်ခင်စောင့်ရှောက်ခြင်းဆိုတာလဲ selfishness တကူကောင်းဆန်ခြင်းအတ္တကြီးခြင်းဆိုတဲ့အရာကိုပြောနေတာမဟုတ်ဘဲနဲ့ကိုမေတ္တာထားပါကိုစောင့်ရှိပါကိုထိမ့်သိမ်းနဲ့ကိုလိုချင်စိတ်တွေနည်းလာအောင်မေတ္တာတွေကပွားများရင်ကိုချင်းစာတရားတွေပွားများရင်ကိုလည်းစိတ်ချမ်းသာအောင်ကိုနူးညံ့တိမ်မွေးလာအောင်ကိုမေတ္တာတရားနဲ့ထုံမွန်းသလိုတခြားသူတွေကိုလည်းစေတနာထားရင်ကူညီရင်းနဲ့ပဲအေးချမ်းတည်ငြိမ်နဲ့မိမိစိတ်တွေကစိတ်ချမ်းသာအောင်ထိန်းသိမ်းနေခြင်းကိုတော့ကျွန်တော်က love yourself အယူဆလို့ပဲထင်တာပဲဗျဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မှာတော့ပြောပြသွားတဲ့အကြောင်းအရာတော့ကျွန်တော်နားလည်တဲ့ love yourself အယူဆရဲ့ဗုဒ္ဓဘာသာနဲ့တခြားပညာရှင်တွေအယူဆတယ်နောက်ပြီးတော့မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဆိုတာဘာလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်သိသမျှကျွန်တော်စဉ်းစားမိသမျှရောက်တဲ့ရာတွေဆက်ပြီးတော့ဆွေးနွေးသွားတာဖြစ်ပါတယ်ဒါပေမဲ့ဒါကျွန်တော်ပြောတာကျွန်တော်လည်းမှားကောင်းမှားနိုင်တယ်ဒါကျွန်တော်ကိုယ်ပိုင်အတွေးအမြင်တွေဖြစ်ပါတယ်ဒါကိုလည်းညင်းကျင်တယ်သဘောမတူဘူးဆိုရင်လည်းဒီ comments မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာဆိုတော့ကျွန်တော်ခွင့်ပြုပါအောင်စကား
PK တွေနဲ့ဘဝအီတွေပြေးကြပါစေခင်ဗျာ